ကိုနဲ့စစ်သက်ပေါ်လာဖျက်အောင်ရှင်းရပါဆိုင်လို့လေဟဲနင်မသိဘူးဟာလားသိချင်လို့ရှိရင်နင်ဘေးနာအကောင်တောက်ခိုင်အောင်မဲကြည့်လိုက်လေဘာဖြစ်လို့လာဖြတ်တာလဲလို့နင်ဘေးနာအကောင်ကလေငါ့ကိုလေချစ်လာပါရဲ့ကြိုက်လာပါရဲ့မရရင်သေပါတော့မယ်ဆိုပြီးတော့ချစ်ရေးဆိုခဲ့တာအဲ့ဒါကြောင့်မလို့နင်တို့စစ်သက်ပေါ်ငါလာဖြတ်တာဘောကောင်မရဲ့စိတ်ကိုဒီပေါ်လေးရှောက်ပြောနေတော့လေဟာရတဲ့ကွာလေလူကြားလို့မကောင်းကြောက်ပါမယ်အရက်ကကြားလို့မကောင်းဘူးပဲငါကြားလို့ကောင်းတယ်လေနင်ငါ့ကိုပြောခဲ့တယ်လေစီးသမျှစီးစိမ်နဲ့ငါ့ကိုတင်တောင်းပါမယ်ဆိုအရှက်မရှိနင်ပြောခဲ့တာလေမင်းသွားပြီလားအမလေးနင်ပြောခဲ့တဲ့စကားတွေကိုငါမှအဟုတ်မှတ်ပြီးတော့လေချစ်တယ်လို့ပြောရင်ကောင်းမလားမချစ်ဘူးလို့ပြောရင်ကောင်းမလားမချစ်ဘူးလို့ပြောရင်ကောင်းမလားချစ်တယ်လို့ပြောရင်ကောင်းမလားဆိုငါမှညာတိုင်းစဉ်းစားလိုက်ရတာအခုချစ်ပါတယ်ဆိုတဲ့အပြေလေးကိုပေးတာနီးကြပါနင်ကဒီကောင်မနဲ့စဉ်းစားရသလားတောက်ခိုင်ရဲ့အော်ဒီမှာ तू ကရှုပ်အဖြေပဲတောက်ရသေးရလေရှင်ကသူ့အဖြေတော့ပြန်မပေးရသေးဘူးဒီမှာရှင်ကသူ့အဖြေပြန်ပေးပြီးပဲထားပါတော့ရှင်က तू ကလက်ထက်ရသေးမှာမဟုတ်တာရှင်ကဘာကိစ္စနဲ့မှဒီမင်္ဂလာပွဲလက်ထက်စာအကြောင်းမရှိတာပြောပလိုက်တယ်ပြောပလိုက်အမလေးကြည်စမ်းကျိုးစရာကောင်းလိုက်တာတဲလေတဲ့ဟဲ့ကောင်နင်ယောက်ျားမဟုတ်ဘူးလားနင်ငါ့ကိုပြောခဲ့တဲ့စကားနဲ့နင်မဲ့သွားပြီလားနင်ယောက်ျားမဟုတ်ဘူးလားတောက်ခိုင်ရဲ့ယောက်ျားဒီမှာယောက်ျားမလို့မိမယူတာပေါ့နော်တဲလေးနော်ဟုတ်တယ်ကိုရောက်တာတဲလေးအစီဆုံးအမလေးကျိုးစရာကောင်းလိုက်တာတယောက်ကလည်းအဖိုးရွယ်အဖေအောင်များကိုတဲ့ဟိုရတဲ့တဲလေးနဲ့အရာကတော့ကြားလို့မကောင်းကြသေးရဲ့လားအရှက်မရှိတဲ့ဒီနှစ်ယောက်ကိုလာကြည့်ကြပါဦးတော့ဒီမှာတခြားသူတွေကြားလို့ကောင်းမကောင်းကျမတော့ကောင်းတယ်ကျမတို့ရဲ့မင်္ဂလာရှူနေတဲ့အချိန်တော့ရှစ်လိုက်ပြဿနာရှာတာကြောက်အောင်မရှိဘူးရှစ်ပြန်လိုက်ရင်ကောင်းမယ်မပြန်ဘူးဘယ်တော့မှမပြန်ဘူးနင်တို့ရဲ့စိတ်ဆက်ပွဲကိုမဖြစ်ရမချင်းငါမပြန်ဘူးကောင်မရဲ့စိတ်ကိုဘာလဲဒီမှာနှစ်ဦးနှစ်ဖက်သဘောတူပြီးလုပ်တဲ့စိတ်သက်ပွဲနေဘယ်လိုဖြတ်မှာတော့ပြောသားတောက်ခိုင်နင်ကငါ့ကိုစိတ်ခေါ်တယ်ပေါ့ဘယ်လိုဖြတ်မလဲဆိုတာနင်ကသိချင်တယ်ပေါ့သိချင်ကြည့်လိုက်လေဘယ်လိုပြောဖြတ်တယ်လဲဆိုတာဟုတ်ပါလေပြောရတော့မယ်ဟိုးရင်စပထမကတော့အရင်ဆိုတာကတော့လက်ဦးကတော့နံပါတ်1ငါတော့ပုံမှုမလေးငါမေးတော်လာနဲ့ပေါက်စုပ်ကိုဘောလုံးကန်းနေရောင်းမမြေးစီထွက်တဲ့လို့ပါချစ်ညိုရဲ့နင်ကလဲဆိုတာရိုးလိုပါမီရဲ့သူကတမျိုးမီရှက်လိုက်တာအမေမရှက်ပြီမဲ့လေဟိုရီယာကျုပ်နေခတ်တယ်ဗျာနေခတ်တယ်အမလေးဟိုပြီးတော့ငိုးလို့ကောင်းအောင်ရွာသားရဲ့တက်အော်ချစ်ညိုရဲ့ငါတော့ရောက်ကုန်ပါပြီနင်ဘာလို့ရှောက်ကြောနေရလဲနေစမ်းမအောင်နင်တို့နှစ်ကောင်လုံးငါမေးစမ်းပြဆိုငါဟာငါတုတ်ခိုင်အောင်မကျင်တဲ့လို့ပွဲသွားကြမ်းနေတဲ့အချိန်မှာနင်တို့နှစ်ကောင်ငါဘာလို့လာဆွဲတာလဲပြောစမ်းမဆွဲလို့ရမလားမကြီးပြောပါဦးကျွန်တော်ဒီပါကိုကုန်သိက္ခာနဲ့ကိုရက်တည်နေတာဘယ်လိုရှက်ဖို့ကောင်းတယ်ငါကသူကမကြီးကမူးယူပြီးသူများအိမ်မှာသွားတယ်မူးလာတာနေမူးလာဟုတ်ပါတယ်ဦးရောမူးယူတာကဦးရောနော်ပြောရတယ်ရှိသေးတယ်လာတော့မစီလာတော့အော်ရတာကြီးကမိုက်တာငါသမီးလေးမဖြစ်လာတယ်မမဒီတူမောင်မေးစမ်းပါဦးမဲမင်းရောဘသူပါလုံးလိုက်တယ်ပြောစမ်းဘသူပါလုံးလဲဘာလို့လိုက်လဲတရွာလုံးနဲ့ကျေပြီဗောကျေကြီးဖြစ်ပြီဗောကျေတော့ဖြစ်ကုန်ပြီအမလေးဆက်တာဗျာဆက်လိုက်တာဗျာဆက်ကြကုန်ပြီပြောနေကိုတရွာလုံးကနေဘာလုံးလဲပြောကောမရှိနဲ့ဘာလုံးလဲဝိုင်းထိုးတယ်ကျေပြီဗောဘာနဲ့ထိုးတာလဲငါသမီးကဘာနဲ့ထိုးလိုက်ကြတာလဲမျက်စောင်းနဲ့မျက်စောင်းနဲ့မျက်စောင်းနဲ့ထိုးတာအဲ့ဒါကိုပြောစရာပြေတော့မယ်
ဘာလို့ပြန်တော့လို့အနေနဲ့ ဘာပြရမှာလဲအမေကြောင့်ပေါ့ ငါကြောင့် ဟုတ်တယ်လေအမေကဟိုတုတ်ခိုင်းဆိုတဲ့အိမ်ရှိမှာဟိုတနေ့ကြောင့်ပါဝုန်းတယ်လေအမေ မ ရဲ့ ဖြစ်တော့ဝုန်းတာမဖြစ်တော့ အဲ့တော့တရွာလုံးကသမီးကိုလက်ဆောင်နဲ့တူပြီးတော့ပြောကြတာပေါ့အမေရဲ့ မလေးဟဲ့ဒုက္ခ ဟိုအရင်တော့ဆိုရင်သမီးကဟိုဒီရွာမှာတရွာလုံးကသမီးကိုလေးစားကြတာအမေရဲ့ခေါင်းဆိုပြီးအခုတော့လေအမေကသမီးရှက်တော့သူနေပြရပြီအမေသမီးမျက်နှာပဲနော်တထောမှမသိတော့သမီးရှက်တယ်သမီးရှက်တယ်လောက်လိုက်တော့သေတော့မယ် တော့ကဖြစ်နေမှာတော့ဒီမှာအားပြော ဟာခလေးကမလုံးနဲ့ခလေးပြောတာမှန်နေသူရှက်မယ်ဆိုလဲရှက်တယ်တော်တော်ရှက်တယ် အမေကောင်းတယ် ရှက်တယ်ရှက်တယ်တလုံးမို့ပဲတလုံးမို့ ဘာကတမျိုးအခုတော့ဘာတမျိုး ဝိုင်းဟေးဝိုင်းဟာဟဲ့အမေ တမျိုးဘာလဲ ကိုလေးစားတယ်သဘောပေါက်ကိုကြီးတမ်းမယ်နော်ကိုကြီးတမ်းမယ်ကိုကြီးညီမချစ်ကိုရကိုရညီရတယ်ကိုကြီးအဲ့ဒါကိုနဲ့ချမ်းမင်းနဲ့ချမ်းမလားလို့ချမ်းရအဲ့ဒါပဲညီရတော့ကိုရတမ်းမယ်နေတောင်းမယ်ပါလေတောင်းမယ်နေတောင်းမယ်ပါလေအာတောင်းမယ်နေဘယ်လိုလဲအာကိုကြီးညီကြရနော်ကိုကြီးအဲ့ဒါလည်းနော်ကိုကြီးအဲ့ဒါပဲကိုကြီးအဲ့ဒါပဲ is it going? Yeah. Is it near Bamboo? Yeah. Now, pow! No, sorry. Is it? Hello, Dominic. ရွှေမြဲလုံးနဲ့ပြုံးတဲ့သခင်မြမြဲလုံးနဲ့ပြုံးတဲ့သခင်ပြုံးရင်လည်းကြောက်ခံတော်မူပါရေးရွလည်းကြောက်ခံတော်မူပါကိုပြင်းရှင်လည်းခြေပါဆယ်ပြင်းရှင်လည်းခြေပါဟောဒီကတနင်္သာသားလေးမောင်တုတ်ကြီးနဲ့အင်္ဂါသမီးလေးမသေးကျဲတို့ကနေပြီးတော့မမေ့မလျော့မပေါ့မဆပဲကျော်လေးကျော်မင်းလေးပါတို့ကိုဟောဒီကကြက်ကျော်အရေးပလင်းများနဲ့ဆက်တာတော်မူပါတယ်အာဘာရီယာသုံးဆောင်တော်မူပါဖျားကိုရီကြွလာတာပဲသူစားလိုက်တာတားတော်လေးတော့ချူဝါဟာမလေးကွာမဝီတော့ဦးလေးဘာကောင်းလာလဲဘာကောင်းလာလဲမလေးချက်ကွာမြမီတော့ဒုက္ခပဲဘာလို့လဲဒီကိုလေးကငါနဲ့ပြောမယ်ကတော့ဘာပြန်ပေးလဲ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  Make jump, I'm better take jump, soja kacha, I'm better take jump, soja kacha, go swashi the nya, kinama no cha, soka, kaya jenya. 그래가 못 뺨만에 코기 동장이래 쌈밀라유 대과 코기 동장이래 사유 대과 내가 사유 쌈밀라유 뭐유 나가 내가 ကိုတုတ်ခိုင်းကျမကိတ်လာတော့မှကျမကိုစိတ်လို့လာမခေါ်နဲ့ခေါ်ရဲခေါ်ကြည့်တယ်အော်မလေးပြေးပါပြီဟဲ့ပြေးပါပြီအော်မလေးပြေးပါပြီဘယ်လိုဖြစ်တာလဲဘယ်လိုဖြစ်လာကြတာလဲဘာရမလားကောင်းနေဘာရမလားကောင်းနေဘာဖြစ်နေကြတာလဲလာရိုးတယ်မရအော်မလေးပြေးပါဘူး ဘာပြရမှာလဲအမေမောင်သမီးကိုချက်ခွဲတယ် ဘယ်လိုချက်ခွဲတော့ ဘယ်လိုချက်ခွဲရမှာလဲသမီးကလေဟောရွာထိကနောက်ကူမှာပထန်းကူတော်ကြီးတောက်ပွဲကျင်းနေတာအဲ့တော့လေအကုန်တောက်သွားတယ် အကုန်တောက်သွားတယ်ဝါတာလိုက်တာဘိုးတော်ကိုယ်တိုင်ကောက်ပြီးတော့အကုန်လုံးတောက်သွားတာလိမ့်ပြန်လှလိုက်တာအေးလိမ့်ပြန်လှ ဘယ်လိမ့်ပြလာမှာလဲအမေတောက်သွားတာအမေမောင်ဟောဒီငမူ ကြည့်စားနေရဘာဖြစ်လို့တောက်သွားတာတော့ ပြင်းနေလေ အမ ပြင်းနေကျွန်တော်မိုင်းရရဖို့တောင်းလားမတောင်းဘူးလား တောင်းတယ်လေ ပေးတာ မပေးရဘူးဘာလို့မရမှာ ဘာပြောလဲ နေကနေရှာတောင်း
လို့ငါပြောတာပေါ့အကောင်ရဲ့ ကိုမစကားကိုနားထောင်နေလေအခုရှာတော့တာနတ်ကိုမှတွေ့တယ်တော့တယ်ပြီးပါလေ တောက်မတောက်တော့ငါကူအောင်ဆောင်တောက်တော့ရိုက်အဲ့တောက်မသိရိုက်တယ်ငါအောင်နေကြည့်ကုန်တော့ပါပဲနင်းဆိုတာလေ အဲ့သမီးကပြန်ရောပေးမင်းပြောပေးသူ့တော်မို့ ဘာကလို့ကိုလေနင်ရတမီရောနင်ရတမီရောကောင်းလိုက်တာ ကဲတော့မူကြပါဦးခင်ဗျာ ဒီစာယူကဘာဖြစ်လာတာလို့ဟဲ့ ဘာပြောင်းလဲမီးရဲ့ပရိသတ်တွေအုံကြအားပေးနေတော့ဟောဒီကမင်းသားလေးနှစ်ပါးတော့ကတယ်ဒီမှာခွားတစ်ဖြစ်တယ်လို့ခွားတစ်ဖြစ်တယ်ဒီမှာလည်းကြည့်ပါဦးမြက်ခွားတွေလည်းစုပ်ပြတ်တာကိုမင်းစုပ်ပြတ်တာကို အမလေးဟုတ်ပါရဲ့ဒီမှာနေဘသူဆောမလို့တိလိုက်တာတော့ အမေကြိုက်တဲ့တောက်ခိုင်းတုတ်ခိုင်းကိုကောင်း တောက်တဲ့ခိုင်တော့တွေးပြလိုက်တော့နေဝေကိုက်မှာဆိုလို့လား လုံးကြီးစုနေလို့ပါမေးရဲ့ ဘာလို့ဆိုနေရလဲ တောက်စလုံး ဟာလို့လောက်စလုံးနဲ့လုံးကြ အမောလုံးမမေးရဲ့ အမောလုံးတော့မပြောဘူးဒုက္ခဖြစ်တယ်ဟဲ့တောက်ခိုင်ကငါသားကိုစောပလာတီးရတယ်ပေါ့မေကျေစုကနာနာတွေ့ကြတယ်လားမစိုက်တော်တယ်ဟဲ့စိုက်တော်တယ်ဒီလေဒီလေဒီလေ နေမဘာလို့နေကြတော့ဘာမှတော့မပြောရသေးဘူးဘာလို့ အော်နေမယ်ဇီးလေးဆို ဟောမဟုတ်ပါဘူးအကြီးလေးလို့ခေါ်တာပါ မတာမလေ ပြီးတော့ခေါ်သမ်းပါအေးဇီးလေးဆိုတော့ငါတို့ကလာပေါ့အေးဟဲ့ပါလေညီထီကျွေးလာတောင်းတာမလားပြန်လဲအလုံးတရှုံနေညီကမပေးနိုင်သေးဘူးအေးပြန်လဲစမ်း မဟုတ်ပါဘူး ဘာလဲမဟုတ်ဘူးဆိုရင်ထီအောင်မလို့လားမဝဲဘူးနင်းထီကတခါမှလည်းမပေါ့ ဟုတ်ပါထင်ရတယ်ပြောပြန်ပြီမဟုတ်ဘူးအခုဟာလေသိလားအကြီးလေးလို့ထိပေါက်လို့လာပြောတာ ဟဲ့ကောင်မညီဗျမ်းပတာတွေပြောပြီးတော့မုံဘိုးတောင်းတော့မစင်းစားနဲ့နော်မပေးနိုင်သေးဘူးဟဲ့ ကြပါဦးဗျာနေကြပါဦးဗျာဟိုဒီကနမတော်လေးကိုအရင်ပြေးပြောလိုက်ပါဦးလို့ပြေးပြောလိုက်ပါဦး ကျမပြောမလို့ပဲလေရှင်တို့တွေကတယောက်တစ်ပေါက်ပြောနေရအောင်ပြောလို့ရပြီနော် ကြပြီပြော အကြီးလေးလေထိပေါက်တာအကြီးလေးရထိပေါက်တာ အဲ့လေသူ့ဘာဝါသာအားရနေဘယ်လောက်ပေါက်တာလဲ9000လားတသိန်းလားတသိန်းခွဲလားပြော ဟော9000လည်းမဟုတ်ဘူး3သိန်းလည်းမဟုတ်ဘူးအကြီးလေးတော့အခုပေါက်တာလေသိန်းသွားတာ သိန်းက ကျောင်းစရာရလာပြီဗျာလာပါပြီဗျာလုံနေငါကောခိုင်းတဲ့ကောင်မလေးကဘာမှလဲညလာနေပြီရဲ့လာနေပြီရဲ့ဟုတ်ကဲ့မင်းတို့ပြောလိုက်အဲ့ဒီတိုင်းပဲဒီမှာအချိန်လဲကြည့်အောင်မင်းတို့ကလေရှင်းလိုက်တလွဲတွေမောင်းလားရေးပြ ခေါ်ရပြီပဲရှုပ်ကတော့တောင်းစားနဲ့တူတာပဲဟုတ်တယ်ဘယ်လိုခေါ်လဲ နင်နေကတပွင့်လို့ရှိ ဟိုတပွင့်လုံးရှုအစတော့ကဒီလိုမျိုးတရုပ်ဆောင်ဘူးလားအဲ့တော့ကျရင်ဒီလိုတရုပ်ဆောင်တဲ့ခါကျရင်တော်ကြီးရတယ် ကျကလေးအိမ်မှာတန်နေတယ်ဒီမှာကောင်လာဦးထိုက်တာရဲ့ တော်ကြီးခွေးကိုပြောတာမဟုတ်ဘူးလေစကားပြောတတ်လား ဟောပြောတာဘောတဲ့တမီးကဆိုင်ပြတ်တာ အဲ့လိုစကားပြောတတ်တာကိုပြောတာမဟုတ်ဘူးဒီလိုရုပ်ရှင်တွေမှာတရုပ်ဆောင်တဲ့ခါမှာစကားပြောတတ်သလားတော်ကြီးပြောနိုင်သလားဒါအောင်မေးတာ ဟောပြောနေတာဘောထိုက်တာရဲ့လည်းမလေးပြောပြမနဲ့တော့ပြမခရတဲ့လူတွေပြကိုပြောပြမှာညာကကတော့ဘယ်ကကတော့တစ်တစ်ပတ်တာလူဆောင်ရရွှေရပြီတူနေတော့ ဘသူကပြောတာလဲ ကိုကိုပြောရလေဘောထိုက်တာရဲ့ကိုအเจ้าကိုကိုပြောဘသူကသိမှာလဲ ဟုတ်ပါပြီတပွင့်လုံးရွှေကဲရိုက်မယ်ဝတ်ထားသွားလဲလိုက်တော့ဝတ်ထားလဲရိုက်မယ် အိမ်မှာလည်းကြိုက်တာခါရဲစနေလိုက်ပတ်တဲ့ဦးဆောင်ခိုင်းလို့လားကျဲလို့ရပြီနော် အော်ဟုတ်လေနေဘာနေအားပြုတ်တော်မယ်ဘလူးကလိုက်တာဆိုတာနေတီရောတီပြီလားဘာလဲ တချောင်းသား သရောင်းသားငါမဟုတ်ဘူးနေ တဲပြီတယ်ကျမကကြောင်းသားကလေးကမှပြုတ်တော်လို့ကျမသိတယ်ပြောတာ အဲ့လေကဘလူးဝင်လာတာလေလို့ 哦，可
လိုက်တာထိုက်တာကြီးရဲ့ဒီမှာပဒေါင်းသားဆိုလို့ရှိရင်တပင်းကြီးကတုတ်သွားအိုးမဲကြီးတုတ်တိတ်တုတ်လို့လွယ်စိတ်ပြတ်တတာတွေဝစ်ဆိုတာဒီမှာကားထဲမှာထိုက်တာကြီးကလည်း အခုရိတ်မှာမြန်မာကားလေအခုကနေနိုင်ငံခြားပြန်လာသလိုဖြစ်နေတယ်တော့ ဟုတ်လား ဟုတ်တယ်နိုင်ငံခြားပြန်ဖြစ်နေတယ် ဆိုလို့ရှိရင်လည်းစက်ကိုလည်းနည်းနည်းပြင် သက်ကိုဘယ်လိုပြင်ပေးရ နိုင်ငံခြားပြန်ပဒေါင်းသားလို့ပြော နေနဲ့ကြမှာဟောဒီသက်ကိုပြင်ပေးရအောင်မယ်ဒါသက်ညွန်းနေမနေတာရိုက်လိုက်တော့ငါမရိုက်တော့ဘူးငါပြန်ပြီ ထိုက်တာကြီးအဲ့ဆိုလို့ရှိရင်ကျမနိုင်နေငါလည်းကားမှာဒရိုင်ဘာပါတယ်အကန်နေကလေးတောက်ကန်နေပြန် ဘယ်လိုဟာမရုံငါလာလေဒုက္ခပဲကွာ ကဲစက်ခွက်အားလုံး ready ခွာလာပြီးတော့ငါအဖေလားဘာဖြစ်တာလဲ ဟိုလာကြစိတ်ကိုတို့တောင်းမစရာလေးရှိလို့ပါ စော်စမ်းမအောင်တကယ်တော့လေကိုတို့တကယ်ချစ်တာဟောဒီစိတ်ကလေးကိုပါ အမလေးဟဲ့ ဟိုလေဟိုတင်မမဆိုတဲ့မိန်းကလေးကိုလေကိုတို့ကခဏတာလေးစိတ်ကစားမိတာပါတကယ်လို့ဒါလေစိတ်ကကိုတို့ကိုပြန်ပြီးလက်ခံမယ်ဆိုရင်လေအဲ့ဒီမိန်းကလေးနဲ့စိတ်သက်ကြောင်းလဲတာကိုတို့ဘက်ကဖြတ်ပလိုက်မယ် အမလေးရီးစရာကောင်းလိုက်တာဟာ ဒီပါဗျာကြီးပါဗျာ ဟုတ်တယ်ကွာစိတ်ထဲပေါ်တော့ရေပလိုက်ရေတော့အားမြအမ်ပလိုက် အမလေးဟုတ်တယ်အန်ကျင်နေတာဒီစကားတွေကိုခုမှလာပြောတယ်ဟဟလားဒီပေါက်တော့မှဒီစကားတွေလာပြောရသလားဟာပဲရမယ် ဟမ်ထိပေါက်တယ်လား ဟုတ်တယ်လေ အိုးသိတော့မသိလိုက်ဘူး ကိုကြည့်စမ်း ဒုက္ခပဲဒီလိုကတော့မူသာဝါရာတွေကိုပေါ်တီကျွလွန်နေပြီကြာခင်မှာကျုပ်မေရဲ့ဖရုဇဝါစာတွေကိုခင်ဗျားကြားရတော့မယ်ကြားရတော့ ဟုတ်ပါတော့အော်မကုန်ရွှေတကုံပါပဲတရွာလုံးသိနေတဲ့ကိစ္စကိုသူတယောက်တည်းမသိဘူးဖြစ်ရသေးတယ် အဲ့ဒါပြောတာဗောမူးညောင်ဆောင်တဲ့လူကအတက်ရခက်တယ် အိုးအိတ်ချင်အောင်ဆောင်တဲ့လူနှုတ်ရခက်တယ်မဟုတ်ဘူးလားငါမောင်ရဲ့ဘာစကားတွေပြောလဲ မဟုတ်တော့မယ်ဟဲ့လူဘီတလုံးတော့တန်ဖိုးမရှိတဲ့စကားတွေလာပြောမနေပလင်းနဲ့ဝင်အဖုံးပိတ်ဒိုးလိုက်တော့နော် အိုက်ဒီနေကောင်းလာ ਈ လားအိုက်ဒီနေကောင်းလာ ਈ လားကျုပ်ကလေမြို့ကပြန်လာရင်ထီပေါက်လို့ရတဲ့ငွေနဲ့ကျုပ်ကဇက်ထောင်းမှာကျုပ်ကမင်းသားနေရာနေကမယ်အမှန်တန်ကောက်ကျစ်ရုံมาပြီးတော့လောင်းမလဲပြောတဲ့နေရာနေခင်ဗျားကိုထားမယ်လို့နော်မြောက်ထားမယ် 哦，俺嘟嘟啊，屋里我听乱的家了，哦哇，这个都谁可怜？哥哥都你干嘛一毛嘛？气死我！谁可怜掉天嘛？谁啊，先到阿下嘛，啊，吃的手要家，好的哥哥都嘛，哥都肉嘛，谁喏？ မရောက်ပါဘူး 啊， ဒီတဲ့တော့ကြတယ်တော့မှာတော့ပြောရည်သွား 谁可怜没有？哥哥都心里过呀了嘛？不，谁 အမလေးအဲ့ရင်ကွဲရုံနဲ့မဟုတ်ဘူးလဲသိလိုက်လဲသိအခုသိနေအခုသိ 对了，对不起的，哦，谁不对个？咖喱就知道就拜托别子哦，好，谁哥哥都过，变不吃不所以了嘛哩，啊，我表啊你变了那些，啊，吃小鸡的呢，哥哥都多变咖喱就知道那啥味个嘛， အမလေးပြန်ကားလာလေးကိုလာမချုံနဲ့လာမချုံနဲ့ ဟုတ်တယ်ပြန်ကားတော့မရဘူးရမရနောက်ကြည့်မယ်လားဒီကောင်လေးဘောဝါလို့ပါ မြို့ကရန်တိုက်ကိုပွဲကုန်
လှလာပြီလားလှလာပြီလားတော့ရှီလေးများချုပ်ဝင်လိုက်ရရင်ဖြစ်မလဲဘယ်တော့မှစက်တီရှိလိုက်မလဲလို့စက်တီရှိလိုက်မလဲဟမ်ဟာနမတော်ရဲ့အသားလေးရတယ်ဖြူလိုက်လားဖြူလိုက်လားနှစ်ပတ်တော်လေးတဘောတော့ကလိုက်မယ်အမလီကောင်းဘယ်ရောက်တော်လဲလို့ဘယ်ရောက်တော်လဲဟမ်ကောင်းလေးများရှည်ဖြင့်ဟိုနေနှမတော်နဲ့နှစ်ပတ်တော်လေးတဘောတော့ကလိုက်ခြင်းနဲ့လို့ကလိုက်ခြင်းနဲ့ချစ်လို့ခင်ဗျာဟာမမခိုင်ပါလားလို့မမခိုင်ပါလားဟမ်မမခိုင်မမခိုင်ဘယ်ဒီမောင်မခိုင်ဟိုနေမောင်ကြီးတိုက်နေမမခိုင်မခိုင်ဒီမောင်မမခိုင်လို့ဘယ်ဒီမောင်ရောမမခိုင်အော်မမခိုင်လီဘူးမလဲဗျာဘယ်သူမှမလဲဗျာဟောတာကျိုးတို့ရဲ့ရွာမမခိုင်ပါခမနော်မိခိုင်ဟုတ်တယ်ဘာလဲရှမ်းနေမိုက်နေဆိုမှတ်မိကြတော့ဗလားဟုတ်ပါဒီဇိုင်းတွေကတော့တော်လန်ထွက်နေရဟာဘောင်းတွေလည်းကျုံရောင်ဆုံးပြတော့တာနာပြေချိုကြီးတာ ဘောက်တာတော့လည်းမ တော်ချိုကြီး ထွင်ထားတာသူတို့ရန်ကုန်မှာထွင်ထားတဲ့ဘောက်ပြီလေနေစားမှာငါမောင်ရဲ့ဟဲ့မိခိုင်အမလေးရွာတော့လို့မဟုတ်ပါဘူးအေးနှောက်လိုက်တာမိခိုင်ရဲ့ဟုတ်ပါလားဟုတ်လေရွာမိခိုင်ဆိုနေမေးကိုခဏဩမိခိုင်ဘောက်တော့ဘူးတော့ခုရန်ကုန်မြို့ရောက်ပြီးတော့လေမင်းသမီးဖြစ်နေပြီဓပွင့်လုံးရွှေဖြစ်မလေးစားလိုက်တာလှလိုက်တာအေးစားလိုက်တာဒေါ်လေးတို့ကလေရွာမှာတမျိုးတည်းဆိုတော့ရန်ကုန်တက်ပြီးဘာလာလောက်ကြတာလဲဘာလာလုံးအောင်မလဲမမခိုင်ဘာလာလုံးအောင်မလဲမမခိုင်ဟော်ရီကကျိုးတို့တမိသားစုလုံးဟာဖြင့်အောင်ပါလေ3,500ဆိုကြီးကိုစုခူးရရှိရအတွက်ရန်ကုန်ကိုပတ်စံထုတ်ဖို့တော့ရောက်လာတာပါခင်ဗျာပတ်စံထုတ်ဖို့တော့ရောက်လာတာပါလို့နော် Oh my god ချစ်ကြိုတကယ်လားတကယ်ပါမမခိုင်တကယ်ပါခင်ဗျာမလေးတော့ဆွမပြောဘူးမလေးဝမ်းတောက်လိုက်တာခုနကပြောလေခေါ်မှာပေါ့မမခိုင်လေလေဟော်ရီကကျုပ်လိုကန်ကောင်းကြီးကျုပ်ကိုယူလိုက်ပါလားလို့ယူလိုက်ပါလားယူပါပေါ့ဟဲ့ဘာလို့ပြောတာလဲတော့ဒီပဲဒီရှိမှာမိစမအောင်ဘလီတို့ကလေအဲ့ပတ်စံသိန်း9000ကိုဟိုထုတ်ပြီးပြီလားဘာမှလဲထုတ်ပြီးသွားလို့ဘမ်းမာတော့တဝက်အပ်လိုက်ကျန်တဲ့အသေးဆုံးအနေနဲ့ကတော့3,200လောက်ကတော့ပြန်ယူသွားမယ်လေဟုတ်ပါဘူးကိုမို့စလိုက်ဖို့ပြရပါဘူးသူတို့အသေးဆုံးလေးတွေနဲ့ဘာလို့မခိုင်ဟောပါတော့မခိုင်ဟမ်စက်ပစ္စည်းလည်းဝယ်ဖို့ရှိသေးတယ်လို့ပြောတာကြောင့်ပါသူလည်းအဲ့ဆိုဒေါ်လေးတို့ကဘယ်တော့ပြန်ရမှာလဲရဲ့ပြန်မလို့ပဲဟဲ့ဒါပေမဲ့ဟိုလိုင်းကားနဲ့ပြန်ဖို့ကလည်းလေတွေကတိုက်ဖုန်တွေကတက်နေဆိုတော့မပြန်လိုင်းကားနဲ့အဲ့ဒါကြောင့်မလို့ကားကိုစင်းလုံးငါပြီးတော့ဒေါ်လေးတို့ပြန်ပါလေငါတင်တာဘောဝဲတော့ဝဲအောင်ပါငါတင်နေဆိုလို့အဲ့ဒါရန်ကုန်မှာလည်းအသိမရှိဘူးအေးအဲ့ဒါဘယ်နာသွားငါမှလည်းမသိဘူးခဲ့ငါတို့ကဒုက္ခရောက်နေတာနေပါဦးမောင်ရဘသူတော့ကျွန်တော်ခီးသွား agency ကโอ้ခီးသွားအောက်ဆီဂျင်ဟလားခီးသွားတဲ့အောက်ဆီဂျင်ကြီးပေါ့မဟုတ် agency ကိုကြီးอ๋อဦး agency ဟိုလွင်မိုးခီးသွားနေပြီလို့ဦး agency ကလည်းခီးသွားနေရပါဘောဟုတ်တယ်လေးသားလေးလားတွေ့ပါတော့အဲ့တော့မောင်ရအဲ့တော့ကျွန်တော်ကူညီပေးလို့ရပါတယ်ကောင်းဘေးပြန်ကြမှာလေရေးပဲရေးပြန်မှာလားအဲ့ဒါဒီလိုက်ပို့ပေးလို့ရတယ်ပေါ့ရတော့ပေါ့ရဟိုမွေးကြီးခေါင်းနဲ့မထင်နဲ့နော်စိတ်ထဲရှိတော့ပြီဘာလို့လဲဆိုတော့ကျွန်တော်ကဒီလိုတောသူတောင်သားတွေကူညီခြင်းနေတယ်ဘောလာကြည့်တာပါလေအစီပြေခြင်းတော့လေရေကားလေးကြာတဲ့မှာလားအမေဘာမှစဉ်းစားမနေနဲ့ငါလိုက်တော့မာလေးရဲ့ညီမလေးရဲ့နှမတော်နေတိုင်းမြည်နေတယ်လားဟုတ်တယ်အဲ့တော့ဘယ်မှာတေးကြလဲခင်ဗျာကျွန်တော်ဘူရာကြီးရှိရဖုန်းကြောက်ဟုတ်ပါလေအော်သိပြီကျွန်တော်သိတယ်အဲ့တော့မနေ့ပြန်မှာနော်မနေ့ဆိုရင်ကျွန်တော်အဲ့ဖုန်းကြောက်ရှိမှကျွန်တော်ကားလာထိုးလိုက်မယ်လာဟိုဒီဘယ်မှာငါလေးနော်ကျွန်တော်ပို့မှာနော်ပတ်သက်တပြားမပေးလိုက်ရတယ်ကြည့်ပါပေးပါလားမလဲဟာကြတာပဲရန်ကုန်သူရန်ကုန်သားတွေသဘောကောင်းချက်တော့သဘောကောင်းတယ်တရားပုံကျေးဇူးပါဟုတ်ပါရဲ့ကိုလေးလည်းကန်နေရမ်းတက်နေတာပါကြည့်ပါဦးချီတွေကလည်းပောက်တယ်ပူပြီးမဲ့လူကလည်းဆင်းနေတယ်ခုနကပြောတယ်ကြားလိုက်တာမနေ့ကပြန်မလို့ဆိုအေးလေပြန်လေဟဲ့လားအဲ့တော့ဆိုလို့ရှိရင်လေဟိုအစင်သိလိုက်တာဟိုကျမလည်းလေဟိုမြက်ခံရွာကိုပြန်မြင်လို့အဲ့ဒါလိုက်ခဲ့လို့မရမလားမသိဘူးဟိုပါလေညီမလေးသိတယ်မလားဟိုချိုးချိုးလေးနဲ့လေဟိုအော်ညီမလေးလေဟိုစားမပြောတတ်တဲ့ကောင်ပေါ့သူကရန်ကုန်လိုက်လေခြင်းလဲဆိုလိုက်လာတာအခုပြန်မယ်ဆိုတော့သူပြောခဲ့ဘယ်လိုစိတ်ချဒီမဲ့မလေးရတော့ခဲရတော့ရပါတယ်ဒီခိုင်ရတယောက်တည်းဘာမှမဖြစ်ဘူးကာကြီးရတယ်အမကျွန်တော်နေမယ်နော်ညီမလေးကဘောကောင်းလိုက်တာဘယ်မောင်ကြီးလဲအဖော်ရတာဗောနော်ဖုန်းကြောက်လာခဲ့လိုက်ဘူရာကြီးကဖုန်းကြောက်နော်မလေးသိပါလေအဲ့ဒီကောင်ပြောပေးနေကြမခိုင်လောက်တိုင်းလို့စီပဲမခိုင်လောက်တိုင်းလို့စီဟာမခိုင်ကအလောင်းထားခိုင်းတယ်အလောင်းထားခိုင်းမို့ no လောင်းတိုင်းလို့စီဆိုတာမတွေ့တာတော့ကြာလို့ပြောတာလောက်တိုင်းလို့စီမခိုင်
ကျွန်တော်ရှူတင်လိုက်ရပြောထားတာနော်ဘယ်လိုက်ခဲ့ရပြောလောက်လောက် လဲလို့မရတော့ အဲ့လိုမရဘာဖြစ်လို့ ဟိုကလေဟိုပြန်တော့မှာ ဘယ်ပြန်မလဲမခံ ရီကိုပြန်မှာ ရှေ့အော်တင်းလိုက်တိုက်တော့ဝယ်လို့ပါအဲ့ဘက်လား ဟုတ်တယ် โอ้ amazing ဟာကျွန်တော်ဗျာအဲ့ eating trip တွေအရန်သွားခြင်းတယ်နိုင်ငံ foreign trip တွေသွားအရန်များနေတယ်ကြာဟိုအဲ့ဒါလေးလိုက်ချင်လို့ရမယ်အလဲလိုက်ချင်လို့ပါဟုတ်ပါဟို ဟာလာမိဟာလာဆိုကိုတော့မှသူဟာကောက်ကိုကတ်ပြီးတော့စီးရမှာဒီမှာဒါငါတို့ရဲ့ရွာဟိုအခုတော့တတိမိုင်ဖြစ်သွားပြီပေါ့သိန်း9000ထီကိုပတ်သွားတာ wow amazing သိန်း9000ထိ ဟုတ်တယ်ကိုကကိုကားငါမှာသူကလည်းငါကတ်လိုက်စီးတယ်နေလိုက်ချင်သူပြော အဲ့တော့ဝမ်းသာတဲ့အနေနဲ့အဲ့တော့ဝမ်းသာတယ်ဟုတ်တယ်ကျွန်တော်ဝမ်းသာအဲ့ဒါပါ surprise ဖြစ်သွား surprise ဖြစ်သွားတော့အရန်ပါလက်လို့ရမယ်လေလို့ပါလို့ပါခေါ်ပါဟိုကားကပေးလို့ပြရမယ်ဟို9000တော့3000 အောင်မေကိုရင်းကြီးစကားပြောတာလားမင်းကအမလေးတစ်ထောင်လား ကဲပါမေရေခေါ်ခဲ့လိုက်ပါမေရေဟိုလမ်းမှာစကားပြောဖို့လေးပါရတာပေါ့ ရမ်းမသိရနဲ့နော်ကောင်းဆက်ဘယ်လိုလုပ်လဲ အဲ့လေကားမဆိုင်ပေါင်းမတင်ပြီးခေါ်တော့မယ်လက်ခဲလက်ခဲတိလား အရန်တော့ခေါ်တယ် super cute လက်ခဲတော့တိလားလက်ခဲမလဲချလို့ရှိရင်လေဘူတိုင်းရှက်ဖွင့်ကြောင်းလာလာအဲ့ကနေထွက်ကြအောင်တိလား ကဲခေါ်ခဲ့ဟဲ့ခေါ်ခဲ့ ပြီးပြီလားသွားကြမယ် သွားမယ်သွားမယ်ဟာ wow amazing မောင်ရင်ဟိုမင်းကားကလည်းကွယ်ဟိုမှန်ကြီးအောက်ချပြီးမောင်းတော့ဟိုအပြင်ကဖုံတွေကလည်းဝင်းနောက်တကလေတွေကလည်းတိုက်ဟိုဒီမှာအတော်တို့အိုက်နေပြီဒီမှာကုတ်အင်းကြီးတွေရောဘာတွေရောဟိုနည်းနည်းလေးပန်လေးကိုတင်ပြီးတော့အဲယာကွန်ဆိုလားပါဆိုလားအဲ့လေးပြည့်စက်လေးနည်းနည်းဖွင့်ပါကွယ်မင်းကလေ တို့ကရေးကြည့်တော့ အေးလေ ရေးဆိုတာခီးရောက်ဝေးတယ်လေ အဲ့တော့ အဲကုန်တော့ကျွန်တော်ကစီကုန်ပါဘော ဘယ်လို မမဟုတ်လေစီကုန်လည်းပြဿနာတော့မရှိပါဘူးလို့စီဆိုင်ဒီပေါ်ပါတယ်ဒါပေမဲ့ကျမ်းမာရေးတွေကျွန်တော်ပြောနေအပြင်မှာရာသီဥတုအရန်ပူပဲလေဒီရန်ပူတော့ဒီထဲမှာအေးပြီးတော့အောက်ကိုအပေါ်လေးသွားလို့ဆင်းလာပဲဖြစ်တခုဆင်းလိုက်လို့ရှိရင်အပူအေးမမြလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စေဒီခေါင်းမလန်ပြီးယောဂါတွေဖြစ်မှာဆိုလို့ကျွန်တော်စေတနာနဲ့မပွင့်ပြရဘူးဒီမှာကျွန်တော်စီစဉ်ထားတယ်ဒါလေးတွေကတပါလို့ဒါလေးနဲ့ယောဂါမဖြစ်ဘူး ဟောရီဘကမမခိုင်လေးလားမီယာ ဟုတ်ပါတယ်ရှင် မမခိုင်อ่ะမင်းသမီးလုံးမဲဆိုပြီးတော့မြို့တက်သွားလဲကြပြီဆိုတော့ဘာကားတွေပဲရိုက်ပြီးတော့ဘာကားတွေများရိုက်ပြီးတော့ နေစမ်းပါဦး အေးလေရွှေညရဲ့နင်ပြောနေပဲငါတက်ခါလေးကြောက်ကုန်တော့မယ်ကဲပဲငါပြောပြစီဟိုချစ်ညရဲ့ကားတွေလေရိုက်ထားတော့အများကြီးပဲ ဩ ဒါပေမဲ့အဲ့ဒီကပြောပြရမယ်ဆိုလို့ရှိရင်တော့အဟုတ်ကားလေလူရတနာတတ်တယ်လူရ သိပါတယ်မမခိုင်မင်းသားနေမင်းရိုက်ထားတဲ့ကားပါမင်းအောင်အဲ့ကမှမမခိုင်ကကောင်းဆောင်မင်းသမီးလားမင်းအောင် အာကောင်းဆောင်ပြီးမြန်ငါတယ်ငါတယ်ဒါမဲ့ကွာရှင်းမရတယ်ရှင်းရပြည့်နေပြီအမြင်ကတော့ဟိုရန်နည်းနည်းလေးပဲပေးရမယ်ခံလိုက်ပါကြည့်ဟိုခီးရိုက်ထွက်တော့ဆိုချက်တီရမ်းများပေးနေမှာအားကြောင့်မလို့အမနဲ့လေးပဲပေးရတဲ့ခန်းလေးကိုပါလိုက်တယ်အဲ့ဒါလေးကိုထွက်ပြေးတဲ့ခန်းလေးထွက်ပြေးတဲ့လူအများကြီးထဲမှာလေဟိုးရှေ့ဆုံးကကြည့်လို့ရှင်၄ယောက်မြတ်မှာအင်းပြားလေးကိုချာ အဲ့ဒါဆိုကြောပဲမြင်ရမှာပေါ့ခင်ဗျာ ဟုတ်တယ်လေကျောင်းနဲ့ပြုံးဆောင်တာကျောင်းနဲ့တို့ဖနှောင်းနဲ့တို့နောက်စီနဲ့တို့ပြုံးဆောင်ဖို့ခက်တယ် ဖနောနဲ့တော့ရခက်တယ်ပြောပြောတော့ဆိုတော့ နောက်ထပ်ကောဘာကားတွေများရိုက်ထားသေးလဲခင်ဗျာ ရှိတာပေါ့အရှမ်းများနေတော့လေရုပ်တက်တော့မရမေးတယ်ဟိုဟာလေစွကြအရှမ်းနဲ့မကြည့်ရလေဝင်ဝင်ရမ်းတောင်းတဲ့ကားလေကားမှာပါတယ်ဟာတာမှာပါတယ် အဲ့ကားမှာမမခိုင်အောင်မတွေ့မိပါလားခင်ဗျာ အော်ချင်ညွာလဲမျက်စိလည်းပုံနေပြန်ပါပြီအဲ့မှာလေ fashion show ရှောက်တဲ့ခန်းမှာပါတယ်လေချင်ညွရဲ့ ပေါ်ရနေရလားခင်ဗျာ အမအဲ့ model show ရှောက်တဲ့နေရာငားတယ်ဟာပြပြီလားငားတယ်ချက်တော့ညောင်းတယ်လေရှောက်ရတော့အဲ့တော့ဟိုထိုင်တဲ့နေဟာပါလိုက်တယ်ပွဲကြည့်ပြတဲ့ထိုင်ကြည့်တဲ့နေဟာပါလေရှောက်ညောင်းလို့ရှောက်ညောင်းလို့ တော်တော်နေရရတာပါပဲခင်ဗျာ ရတယ်နေရဆွဲကြတဲ့ချက်ထားပေးတာလူစီခုံစီပဲထိုင်ကုန်လေးနဲ့ပေါ့ဟုတ်တယ် ဘာမှမပါနဲ့မမခိုင်ကျုပ်က
ကအခုရွာပြန်ရင်စက်ထောင်တော့မှာခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဇက်မှာမခံကိုခေါင်းဆောင်မင်းသမီးတရားတွေတင်ပါမယ်ခင်ဗျာ 你怎么穿女的？说明你都没好呢。 အခုမှမခိုင်း 这玩意儿，这牛嘞，肯定得看家了。那对不对？ ကျေးဇူးတင်ပါတယ်ခင်ဗျာ 你要不嘞？ အော်ဇာယူနဲ့မော်တော်ပြက်နဲ့တော့တွေ့နေပြီဟေးဝက်နဲ့ချီနဲ့တွေ့သလိုပဲကဲဒီဘက်မှာရေမြပါမြပြောမလဲဒီမှာစီဝိုင်းတီဝိုင်းတော့တိုင်မယ်မလို့မာရီ 嘿， ဘာရောက်ရတော့ကျွန်တော်ကကာရာโอเคတိုင်းအကြီးပွင့်ပြီးတော့နိုင်ငံခြားပြည်ရက်ကြီးပဲတင်ပြီးတောက်မှာ 哎，不咯不咯。 ရောက်ပါစီဝိုင်းရောက်ပါ 嘿，你အဲ့ဒါတွေကိုအကုန်တောက်နေမှာလို့ကောင်းပြီပေါ့ဟဲ့ငါမောင်ရဲ့ အများကြီးဝယ်ပေးပေါ့မာရီအများကြီးဝယ်ပေးပေါ့ တော့သမားဟဲ့ငါမောင်ရဲ့နေစမ်းမှာနေရတယ် ပြောလို့ပြောတယ်လို့ပဲနောင်ကြီးနေတာပဲ ကောင်းပါလားခင်ဗျာ ဘာပြောချင်မှမသိတာသူပြောချင်တာပြောပါစေဖိုးခေါင်ပဲ ဘာဘုံခေါင်လဲခေါင်လို့ပဲခေါင်ဘုံခေါင်ဆိုတာကြောက်ကြားနေမယ်သူပြောတာနားထောင်အောင်လဲသူဘာပြောလဲဆိုတာနားလဲလို့လားလို့ ဟုတ်ပါပြီခေါင်ရဲ့သူပြောချင်တာပြောပါစေ နာရီကြီးလို့ပါခင်ဗျာနာရီကြီးလို့ပါ ကဲဟဲ့တူမလေးတူမလေးနားရင်ကြီးပပရိုက်ပြီးတော့မှာနော်တပူပေးတယ်တပူပေးတယ် နာရီကြီးလို့ပါခင်ဗျာတော်လာပါတော့ ငါမောင်ရဲ့ရှော့တောက်လေးကွယ်အားနာ ကကြိခဏလေးရပါကကြိ ဖြစ်တာရော ရှုပ်ရေတိုးနေချူချူမချူမပါ အော်လူကလည်းရေရောအများကြီးမတောက်ပါနဲ့လို့ငါမှထားတာအခုတော့ဖြစ်ပြီဒီတောက်တော့မဟုတ်ပါဘူးတပူတပူဖောက်တောက်နေတာကိုဟုတ်ပါပြီ အော်တူစားမင်းကြီးကဒီကိုဘာတော့ပတ်ဖို့ရေးကြီးတယ် ဘာတော့ဆက်မင်းကြီးလဲ အခရာဒါကလည်းမတူစားလေးပဲရရတာလေ ဒီလားရှင်းနာတိုးနေတာရှင်းနာတိုးနေတာ ဘာတူရရတယ်လား ဟုတ်ပါနည်းနည်းစစ်ပါ ဟုတ်တယ်ခေါင်းဝဲရှူပါကကြိဒီကားဖို့လို့မရကကြိ ဘယ်ရမပြောပိတ်ထားတာ ဒီလိုအာဘောလည်းပိတ်လို့မရလေကိုဖတ်တာကိုနေလေ ကျွန်တော်လည်းအပေါ်သွားနေကျွန်တော်လည်းကားခဏနား အဲ့တော့စင်းနဲ့ မလေးပေါ့ရှင်ညောင်းလိုက်တာပေါ့ ဒီလိုရှင်လေပတ်ရှင်ရှိဘူး ဟိုလေကားမူပြီးတော့လေသူကအားမရှိဘူးဖြစ်နေတယ်ခေါက်ကူပါကိုစမ်းလိုက်နော်အော်ရန်တို့လေတော့ချပေးရအောင်မသူကချပေးမယ် အပါ အော်ခုနပြောတော့ခေါင်းမွေးနေဆို အော်အခုကျနင်းတက်တာလို့ရှိသွားလို့ပါ ချက်ချင်းတော့အော်ဆရာ အဲ့တော့ကြီးတော့အားမရှိသေးဘူးအမ ရရတာဒါကွာနေလို့ကြီးပဲ အမေ လေးတွေများလေတကယ်တော့ကြဆင်းနေတော့ကြဆင်းကြပြန်ပေါက်လိုက်ပေါက်လိုက်နဲ့မပြီးမပြီးနိုင်ကြဘူးငါနဲ့မြကွာပါပြောရင်တော့ငါတော့ပေါက်လိုက် ရှူပေါက်ချင်းနေရမလား ဟုတ်တယ်မောင်ရဲ့ တပေါက်လေ ဟိုပေါက်တာတော့ဟုတ်တယ်မောင်ရဲ့ဒီတူကြီးကိုဘသူပေးထားပြန် ပေးကျွန်တော်ဒီထား အေးမောင်ရဲ့ကျေးဇူးပါဟဲ့ ဟုတ်လေမေရောရေမေရောရေအဲ့ရသပြထုတ်ကိုတောင်းတော့ထိန်းသိမ်းထားပေးပါမယ်ထိန်းသိမ်းထားရ မင်းကပြီးမှမသိရော့ မေရောရေပေးပါ မောင်ရဲ့ပေါက်လိုက်ဦးမယ် ပေါက်တော်မူပါမေရောရေပေါက်တော်မူပါဗျာ ပေါက်သွားတော့လေ ဒီလိုကောင်းပါပြီ တောက်ပါပြီဟဲ့ ရာနေကြပါဗျာ ကကြိ ဟဲ့ဘာဖြစ်ကြတာတော့ ခလာရမချူချူ ဟဲ့အိုးခုနကဟာနေပုတ်ပြီးပြီလေငါမောင် ခုနကချူပေါ့တာလေကူအပေါ်သွားတယ်နာ ဒီပဲအာလေတော်တော်ကပြပါလားပြရပြမမဟုတ်တော့ဘူးအတောက်တာဟုတ်အဲ့ဘူးလေဘူး ဘာမင်းညာဒီတူစားမင်းညာ ရှင်းပါနဲ့ရှင်း စမဲဖက်တာပါဗျို ဘုကစီလေ ရှင်နွေအိုးပါတယ်နော်ကောလမောက်ကြကုန်နော်ရှင်နွေအိုးပါတယ် ဟ
တယ်လေ ဒီရထိုးတာဒီရကဒီမှာအဲ့ကဒီမှာဘလို့ပတ်တယ်လဲပြောအယောင်ဒီမှာအညိုရောင်ဒီမှာအလဲရောင်မဆိုင်လို့လေမင်းอ่ะ ကျွန်တော်လည်းရိတ်ချင်တယ်ရှင်းရတာပဲကွာတပူပဲတပူ ပေးလိုက်လေပေးလိုက်လေဟာကျွန်တော်ဘာယူလို့ဘာယူပေးရမှာတော့မယူတာပေးလိုက်လေဟောမယူပါဘူးဆိုပါပဲဘာလို့လဲကျွန်တော်ကတော့လည်းညှို့ထိုးလဲနော်ဘာမကြီးအထောက်ကြီးဒီမှာဒီမှာဒီမှာဒုက္ခဒီမှာရှိလားရှိအရှိမူရနေသလားအမေမစော်ကားပါဘူးအဲ့အာယုံနေနှောင်းလိုက်တာကောင်းဝေးပြစေနားတွေကိုညင်းနေတာပဲတကယ်ပါပဲတခုပြောမယ်တော့တခုတော့ပြောမယ်တော့မရှိရင်မင်းပြန်ပေးလိုက်ရှိရင်မင်းပြန်ယူလိုက်ဒါပဲဒီကတော့ပြေးလိုက်တော့ မမကြီးအဲ့တော့ပြန်နော်နန်းတို့လေးတဲ့အဲ့နော်ငါပြန်မရှိတော့လားမရှိရပေးလိုက်တယ်ပေးဒီကောင်လည်းမရှိတော့ဘူးတော့မရှိပြောက်သွားပြီဗောဒီကောင်ပြောက်သွားခိုးသွားရတာမသိဘူးလေလုံးကြပါလေလို့ဘယ်ရောက်သွားတာလဲလုံးကြပါရှာလေးဆိုရှာလေးပြေးတယ်လေဆင်းတော့စီလေတရားလာဘယ်နာမှာတော့ဘယ်နာမှာတော့ကောပါလာမိသားချမ်းသာကိုစိမြဲပါစေဥပ္ပယံဘေးကင်းစင်ဝေးညင်အေးကြပါစေလို့ဥစွာပထမဂါရဝပြုအပ်ပါတယ်ခင်ဗျာအိုးရေးထဲမှာငါသားရေးပြစ်တာပေါ့နေရသေးတယ်နေဘာဆိုလို့ကျင်တာဘာဆိုလို့ကျင်တာပြောစမ်းဒီလိုပါမယ်ရောရဲ့ဒီလိုပါမယ်ရောရဲ့ကျွန်တော်တို့ရဲ့တပြားလေးကိုခိုးယူသွားတော့တခုငမိုင်သားဟာဖြစ်ဟိုးရှိရဲ့စူးစူးကနေအနောက်မျက်စိမဒေတာတို့ပြေးလေပြီလို့ပြေးလေပြီအဲ့လိုခိုးသွားတဲ့တခုငမိုင်သားကိုရှူစားတော်မူကြပါခင်ဗျာရောက်ကြတော့ကောင်းရဲ့ဘလို့ရေးမှာသွားတယ်တစားပြီးပြေးသွားကျိုးကြကောင်းပြေးဆွဲပါကောင်းလို့အဲ့ဒါမတော်နဲ့လေဟုတ်ပါဘူးပြူနေမသွဲနဲ့ဟဲ့
စားရလေတခုခုချင်းပေးပါလားဘာဖြစ်စားလို့တဲလို့မပေါ့ ဒုက္ခပဲရေးတယ်မှာဒီခြေတဲ့ကလေစားစရာကိစ္စငါပြောမနေနဲ့အဲ့ဒါတောက်စရာမရှိဘူးရေလေးတစ်ပေါက်တော့တောက်စရာမရှိတဲ့ဟာကို နေရလားဒီမှာတော့ကိုရိတ်ကကိုမနေသိနေနေမြို့မတိုင်းနိုင်ဘူး ခမရလေဗျာခမရတော့တဲ့ရက်ကိုပြောနေရမဟုတ်ဘူးဗျာမရွှေနုလေးကရေစားလို့ရေတောက်ချင်တယ်ပြောနေတာနော်ဟုတ်ရွှေနုလေးရေစားရဲဆိုရင်လေကိုအားရဲ့လက်မောင်းသေးကိုဖောက်ထုတ်ပြီးမတောက်မလား တော့မလို့ကနေကမအလကနာမည်နဲ့နဲ့အောင်နေရတော့တက်တီလည်းရှိတာမဟုတ်ဘဲနဲ့ အမလေးမော်လိုက်တာဟဲ့မော်လိုက်တာကိုရော်လေးတော့မကင်နိုင်တော့လားဟင်မော်လိုက်တာ ငါလည်းပါလာပဲထီပေါက်လို့လေးမုံမိုးလေးမြတ်ရမလားဆိုပြီးလိုက်လာမိတာငါတကယ်မားတယ်ပြောပဲပါပါတည်းပြင်ရတယ် ကဲပါဗျာကဲပါပင်မဲသမျှကိုရှင်လန်းရအောင်ဟောက်လေးကမင်းသားလေးကနှစ်ပါးသွားနဲ့ကြကြမယ်လို့ပါလား တော်ပါငါသားကြီးလေတော်ပါဟဲ့အားလုံးအမောဆိုနေရတဲ့ဈာထဲမှာနေကလာတဲ့လေအားလုံးတက်ပြီးတော့သေသွားလိမ့်မယ် ဟုတ်တယ်တော်လိုက်ပြီးတယ်လားအော်ပြီးတယ်လား ကဲဟိုအမောပြင်ဆိုလို့ဖြစ်လဲဟိုရှေ့အကောင်လေးလွတ်သွားတော့မယ်ငါဘာခွေးလိုက်တာလဲ မော်ပြီးလို့ပြောတယ်ဒါပဲပြောတယ် ဘယ်ပြေးလဲမသိဘူးလို့ပါကွယ် ချင်းမှာစားတော့ဆိုင်တွေ့ရင်ပြောနော် အော်ဒီကွာတော့ဘယ်လိုရှိမှာတော့ ဆက်ထားပါလာပါလေ စားတော့ဆိုင်ဟဲ့ဘယ်လိုလုပ်တာလဲ ဟာရေထဲမှာလာပြီးတော့ အမေဟိုသွားလို့သွား ခဏလေးမောလို့သေတော့မယ် ဟုတ်တယ် ဒါဘယ်တော့ရောက်နေတာတော့အားလုံးပဲနော်အားလုံးပဲဒေါ်လေးတောင်းပါပါလေ ဟာလေ အဲ့ဒီငွေတော့ကုန်မှာငါပြန်မရလို့ရှင်ငါယူမှာငါလိုက်ရှာပေးကြပါအမေလည်းသေပါ ရေးလေးရလေအရေးလေးဟိုထီပေါက်တဲ့ပတ်စံတဝက်ကျန်သေးတယ်မလားအဲ့လောက်တော့မြူတော့ပါဘူး ဒီမှာငါတို့ကပြောမယ်ဆိုရင်တော့လေအဲ့ဒီငွေစပြားတွေကိုလိုချင်တယ်ဆိုတာထက်ကိုအဲ့ဒီဟိုးသခုံးငါတို့ကရဲလက်တော်တို့အချင်တာလို့ဟုတ်တယ်နော်ဦးကြီးတော့ဟုတ်ရဲ့လားဦးကြီးတော့ရဲ့လို့နော် စားတော့ဆိုင်တွေ့ပြီလားဘီယာနှလုံးလုံး အော်တို့ရပြောနေပြီ ဟုတ်တယ်ဟုတ်ခေါင်လဲလေမနေ့ပြန်ကြလို့ရှိရင်ကိုရိုလေးတို့လေကြက်ကြော်နဲ့အရက်တွေလာဆက်တာမယ်ဆိုပြီးတော့ဂတိပေးထားတာဒီတိုင်းဆိုရင်တော့မမီတော့ဘူးတဲ့ဂတိပြက်ပြီးတော့အကိုင်ခံတော့မှာပဲ ဩခေါင်းရဲ့အကောင်ထဲနဲ့အလုံးကြီးကိုင်ပြလို့မှမရကြောက်မနေစမ်းပါနဲ့ကွာ ဟုတ်ပါ ကွာဘလို့တွေပြောလိုက်တာလဲဒုက္ခတွေတော့ရောက်ကုန်တော့မှာပဲကိုရိုလေးတို့ရေမလိမ်ဘူးမလိမ်ပါမို့လို့ပြောပြီးပြောနေခွတ်လို့ပေးပါသမီးတော်လေးတောင်းပန်ပါတယ်စိတ်မဆိုးပါနဲ့ မောလေဒါနဲ့ဒါကညီလာပြောနေတယ်မှာခါချင်းတွေကလည်းကြိုက်တယ်နင်တို့ကလည်းနော်တစ်ယောက်တစ်ပေါက်နှစ်ယောက်နှစ်ပေါက်အားလုံး9ယောက်ဆို9ပေါက်ပေးခြင်းတယ် အားမော ရှစ်ယောက်ပါ ရှစ်ပေါက်လေ ငါညမလေးကအာလေ အားပါလေပေါက်ပါလေလေဟာပါပြောနေမယ်မင်းကြီးဟာ ကြီးနေရပါ ဘာလဲမင်းကြီးအမလေး တခေါဟဲ့တခေါဟိုမြောင်ရဲ့စူးစူးပြေးလေပြီ ဟုတ်ပါလေပြေးလိုက်မနိုင်ဘူးဒီတိုင်းမှာဟဲ့ ဒါနဲ့ပြောတော့အကောင်လောက်ကောင်းတယ်ကောင်းတယ်ရှင်းနေတယ်အောက်ကရှင်ပေါ်တင်ကြလာနေဒုက္ခနော်တို့ကြ ကြောက်ပိတ်နေတာဟဲ့ဘယ်လိုပိတ် ပါဝါတဲ့ဓာတ်ထဲမှာအမလေးတော့
အမလေးဘိုးကလည်းတပြေးပြေးနဲ့ချုပ်လာပြီ မဟဲ့လာဗျာ ဘာပင်မလာလဲနင်တို့အားလုံးငါလှုပ်ချင်တယ်နင်တို့အားလုံးငါလှုပ်ချင်တယ်လူကပြင်တယ်တော့အများကြီးဟိုခွေးတော့ခိုးတစ်ကောင်နဲ့တော့မိအောင်ဘာဖားနေပြအသုံးကောင်မကြတာဘူးနင်တို့ဒေါ်လေးဘာလဲဒီမှာလာပြီးတော့ရမ်းပြီးတော့လာပြီးတော့ရမ်းထောင်းမနေနဲ့အဲ့ဒါဒေါ်လေးရဲ့မောင်ကြောင့်လေဒေါ်လေးမောင်ကြောင့်ဘာဆိုင်လို့လဲစိုက်နေလေအရက်ကပတ်မူးနေတယ်အဲ့တော့တခိုးဘလို့ဖတ်တာဟယ်လိုကြီးခေါက်တော့တခိုးအမှန်နဲ့ရှက်လို့ထွက်ပြေးသွားတာဟောအမှန်နဲ့တခိုးဘလို့ဖတ်မသိလားတခိုးဟောင်းကောင်းကျမတဲ့လာတော့တခါဒီလိုကမ်းလို့ မောင်ကြီးလာပြီလို့မောင်ကြီးလာပြီဟေးဟေးကောင်းပါမခိုင်ကောင်းပါမခိုင်ချစ်တော်ကမဒီဘယ်လိုလဲကြလဲငါရှက်သွားပြီ 你表姐嘛送了没？表姐你是没就？ကျွေးမြစ်တောင်ဘုရားစီကြောင်းဟောင်းဟောင်းဟောင်းကြောင်းဟောင်းဟောင်း ဘာလဲ ဘောလေးမီမီ ပတ်လို့ဖြစ်တာလေငယ်မရဲ့ ချင်းညုံညဲလို့ပုတ်နေလို့မိကတောက်ပါဗလားမသိဘူးလေညီမတော်ရေမေးပါများစကားရပို့ပါများမိထွားဆိုလို့ပုတ်နေတာလို့ပုတ်နေတာ ဟိုများတော့မီးဘလို့ထွက်မှာလဲဟိုကြောက်ခဲချင်းပုံမှန်မီးထွက်တာလေ ကဲအဲ့ဆိုရင်လေဟောဒီဘက်ကနောင်ကြီးကကြောက်ခဲတော့ရှာကျုပ်ပုတ်မယ်လို့နော် ကြာရှည်မိတဲ့ဒီပါဇက်သွားရှာပေးမယ်သွားရှာပေးမယ် မင်းမင်းတို့ ကဲနင်တို့ကလေအပြောလေးတွေနည်းနည်းရှော့ဟမ်မိန်းကလေးတွေအားလုံးကဒီမှာချစ်ကိုက်လို့သေတော့မယ်ဒီမီးကလေပွေးလို့ရအောင်ပါလားဟမ် ပုတ်တော့ပုတ်နေရမယ် တချို့များကြတော့လေကြောက်ထဲကြတာချင်းအတူတူပါတော့ခုတကတိကိုတတိယမရနိုင်သေးဘူးအမလေးပြောကမှပဲတတိယရတော်မူလာပြီတဲ့တော့ အမခိုင်းလေးသတိရလာပြီလားလို့သတိရလာပြီလား အဲ့ဘော့ကာဘာလုပ်နေကြလဲ ကလာရေးကြီးဟာတရေဒီကလေးကအမခိုင်းလေးမဲ့ချင်းမတန်းရလေရောမိမွေးပေးနေတာလို့မိမွေးပေးနေတာ အမလေးမောင်တော်ရဲ့အမလေးလိုက်တိတ်လိုက်တာချင်းညမောင်တော်လေးရဲ့ ဇိုင်ယူကနေတနာယူပြတော့မယ်ကွာငါမူးတော့မူးကျင်တာပြောတယ် တော့ဖြစ်နေလို့ပါဦးကြီးတော်ရဲ့ငယ်တဲ့ရောက်နေလို့ပါဦးကြီးတော်ရဲ့ ဟဲ့နင်ငါသားဘာမှစူစရာအကြောင်းမရှိဘူးဟမ်ဒီမှာနေစားမအောင်နင်ကဒီလောက်ထိဖြစ်ပြနေတာအမိုးကမပြေသေးဘူးဟမ်ဘယ်တော့တော့ခိုးတောင်းနေလဲငါပြောစမ်းအဘအဘဘာလဲ လမ်းမလို့လေ ဘာဖြစ်လာလဲ ဟာတမျိုးဟာဘာလဲအရက်ပလင်းမလားအဲ့ပလင်းကြီးအကြီးတွေတောင်းနေနေမူးနေတာမလားအရင်လေးနေအောင်မလင်းရရင်မကြည့်အဘာလဲမီးချဖလားလားမလေး မမကြီးမကြီး အမလေးရက်စလာရဦးကြီးတော်ရက်စလာကြီးနော်ဟမ်မိကြီးတော်မပြောဘူးအသေးတက်နေတာလားအသေးတက်နေတာလားဒီမလားဒီလေညောင်းလာပြီဟမ် ပြောမလို့ပဲအာနာလို့ အမလေးအာနာလို့တဲ့ကြားလို့မကောင်းရသေးရဲ့လားဟမ်ဒီကိစ္စကမှအာနာရသလားမဟုတ်ဆုံးမဦးကြီးတော်ဟမ်ရပြီဝဇဝရီနဗီက ပြည့်ရမဟုတ်ဘူးလား ဟောလူမဲလေလို့ ကဲပါဘယ်မှာဟောလဲဒီမှာချင်းနေလက်ကလို့မြက်လို့ချင်းနေကလို့ပြေတော့မယ်ပြေတော့မယ် ရပြီ ဟုတ်ကဲ့ ရပြီ စောစင်းစောမလဲပါလေခဏနေပါညီမလေးကိုလိုက်ရှာလေနေရာလေးတော်တော်နှံ့နေပြီဟ
ညီမလေးကစိတ်နှံ့တာမဟုတ်ဘူးတော်ကြမတော်နဲ့တွေ့သွားရင်ဘယ်လိုလုပ်မလဲ ကဲစောမှုလဲနင်ကလည်းတွေးပူနေပြန်ပါပြီဒီတော့ဒီတောင်ကလူသူအရောက်ပေါင်နေပါတယ်တို့ညီမလေးသစိမ့်နေနဲ့မတွေ့နိုင်ပါဘူးနှစ်ပူမနေနဲ့လာ မလို့စားရတော့ကြလေရှိပါသေးဗျာကာပြန်ပြန်အရှင်တို့သူရှိလဲခေါင်းတော့ အရှင်တို့ရေလေးတိုက်ပါဗျာအရှင်တို့ရှိလာဗျာဒီလိုရှိလာဗျာကျွန်တော်တို့ဘာလဲဘိုင်းစားလို့ပါဗျာဟုတ်လားဟုတ်လားရှိလာအိမ်ရှိလို့ရှိပါလားခင်ဗျာဟာ ရှင်တော့အရှင်တော့ဘယ်တော့ကြီးခေါ်လဲမောလိုက်တာဒီကနားမမောရဘူး ဘာလဲရှာနေလို့ညာတော့ကျန်နေတာဒီမှာဟုတ်လေဗျာခမင်းနေလေလို့ ဒီဆိုတာလေတောက်ဖို့လောက်ပဲလိုက်ရှာနေတာဟောမှာငါသားကြီးကရှာတယ်ဆလာရဲရှာတော့တော့လာယူလာအားလုံးစားမယ်ဟဲ့စားတယ်ငါအသက်ကြီးဆုံးအဲ့တော့ငါရင်စားပြီးမှနင်တို့စားကြမင်းကသူစားမယ်လေမင်းကပြီးအကုန်တူစားမယ်ခဏလေးအဲ့လိုလုပ်ပါအားလုံးစားလို့ရအောင်စီစဉ်ပေးမယ်ဒီကောင်ကလည်းကောင်းပြီသားကောင်းလားဗျာကောင်းလားခင်ဗျာလက်တော့တော့ပွဲတော်တည်းနေတယ်ဘာပဲလားလို့ဖေဖေစားကြပါဟဲ့လူရက်ပြီးစားနေကြပါနဲ့အသားတစ်လုံးကိုလွှဲဟဲ့ညင်ပြီးတဲမယ်ဖေဖေစားဒါကပြောတယ်အရင်စားလို့အောင်နော်ဒါပါသားလေးလည်းမသိနော်ချိုးနေရဘာဖြစ်နော်ဒါလေစက်တောင်းပြန်မယ်သိလားအဲ့ဒါဒီပြောရမှာမဟုတ်တာရတဲ့တူလို့ဟုတ်တယ်ဟုတ်တယ်လူပြီးတော့မလေးချောဟိုအသားလေးစားရတာလေနူးညံ့နေတာပဲကြီးပုံးသားလားမသိဘူးနော်ဘာအော်ကြီးသားလားမသိဘူးလို့ပြောတာပါအဲ့လိုပြောတာဘာကြောက်ပြောနေတာအသားကြောက်လဲသိကြနားမယ်ပဲဟုတ်မငါတွေ့ကြုံကပြောမယ်ဆိုရင်ဒီလောက်ကောင်းတဲ့အသားဝတ်သားမဟုတ်ရင်တော့ဝတ်သားပဲဩဝတ်သားပဲဗျာဘာလို့ကြောက်ပြောနေရလဲသူများဝတ်သားမစားပါဘူးသူမကိုရိုလီရေအပြည့်ရှင်လဲခွလို့ပေးပါနော်သမီးတော်လေးကလေငါပြက်လုံးစားရတာပါလို့ကောင်းမှာခါငါခိုင်မစားငါခိုင်အဲ့တော့မှလမ်းချောင်းလေမအားနေတယ်ချွညိုလေးအသားနေတယ်တော့ကမွေးရတော့ငါကငါသားကြီးဟဲ့ဒီမှာအမေကလုံးငါတော့ကြည့်အမေကကျင်လာမှာဟိုကသွားကျင်လာတယ်လောက်လိုက်မယ်ကွာပြီဘာမလဲလက်နဲ့တူနေတာနေတယ်ဒီအိမ်ရှင်နေတာမသိဘူးသူတို့ဟာစားလို့ငါတို့အဲ့ဒါပြက်လိုက်ဘယ်လိုလုပ်မလဲပြေးမယ်နော်ဒီကစားလို့ကောင်းနေလို့မရှိသေးတယ်လို့စားလို့ကောင်းလို့မရှိသေးတယ်ဘာဘလီအသားချူချူလေးစားနေအရာတော့ဘယ်ရောက်လဲမသိဘူးဘလို့ဖြစ်နေကြလေဟိုကနေတော့ကြားလို့ငါတို့အားလုံးမတော်ပုံကုန်လိမ့်မယ်မတော်ပုံကုန်လိမ့်မယ်ဘိုက်ကတော်တော်စားနေပြီကွာအောင်မလေး တော်မလဲလည်းမင်းနဲ့စားရမှာငါလည်းစားရမှာလမ်းလျှောက်ရလဲအများကြီးဘိုက်သမင်းဝဲပြင်ကွယ်ဟာစောင်းကြည့်အောင်စောင်းမလဲဟာငါတို့သမင်းဟင်းနေဘယ်လိုဆော်သွားလဲဟာဒုက္ခပါပဲကွာစားရတောကောင်မကြည့်လို့အိမ်ကကြီးစားခွေးလေးရိုက်တက်ချထားပါဆိုမှဘယ်တရဝဝင်ဆော်သွားလဲမသိဘူးကွာတွေ့လိုက်ငါအမေသားတယ်အေးကွာမလေးကိုလိုရေခွေးသားတွေတဲ့မလေးခွေးအောင်ရုပ်ခင်မဟုတ်နော်ကြီးစားခွေးတဲ့ကြီးအများကြီးစားရတဲ့ခွေးဟာ
စောမလဲအဲ့ဒါလူတန်းတခိုးပြစ်စမ်းတခိုးပြစ်စမ်းပြစ်စမ်း ပြေတာလေဟာတော့ဆိုး လူဆိုကျွန်တော်ကဲပါဦးဗျာကျွန်တော်ဒီမှာကြောက်တဲ့ကြနေလို့ ဟာစောတိမူ စောမလဲ ဟိုဘက်ကလူတန်ကြားတယ်အေးဟဲ့ချော်ရဲဘယ်လိုလဲတော်ကြည့်မလားဟာကြည့်ရတာဒိုတဲရဟင်းတွေကိုခိုးစားသွားတဲ့ကောင်ပဲဖြစ်ရမှာ ဟာတိုက်သေးကြတာပေါ့ဟဲ့ဒီမှာနေငါတို့တဲဟင်းနေခိုးစားသွားတဲ့တခိုးလား ဟာဦးစမသာခွင့်ဆိုဘာရှောက်သွားနေရလေဘာဒီခိုးစားမှာလဲကျုပ်တော့ဘိုက်စားလို့ရှောက်သွားတယ်မှာကြောက်တဲ့ကြနေရကဲဟုတ် ကဲစားရမစားနောက်မှဒါအဲ့ကိစ္စကိုနောက်မှရှင်းမယ်လို့ဆိုဒီကောင်ကိုဆွဲတင်အောင်ကွာ အေးလာဟာ မင်းငါတို့တဲရဟင်းတွေကိုဘာလို့ခိုးစားရလဲ ဟာဗျာဦးစမသာခွက်ဆိုမစားဗျာလူကမှဒီမှာဘိုက်စားနေပါဆိုမှအဲ့ဟင်းကြောင်းနေလားပြောနေတယ်မစားဘူး ဟဲ့ငင်းမနေနဲ့ဒီတော်ထဲမှာလူဆိုလို့မင်းပဲရှိတာမင်းမစားရင်ဘယ်သူစားမလဲဟာအဲ့ဒါဆိုခဏတော့ပါ ဟဲ့ကောင်စောမလဲမင်းလာဘာပြောနေရလဲဘာပြောနေရလဲ तू ကလူဆိုတော့ငါတို့ကဘာဖြစ်သွားမလဲ ငါတို့ကဟင်း တိုင်းဆိုင်ဖြစ်ပြီဘောကမင်းလာပြီးတော့ အေးမင်းမိုက်ရိုင်းလိုက်လားဟာမင်းပြောသလိုငါတို့ကစင်လို့ဝက်လို့ဖြစ်ကုန်ပြီ ဟာစောမူလဲမင်းနာမည်နဲ့လည်းမူးမြောင်နေသလားဟင်ပြောတာကိုမင်းတိုင်းဆိုင်နဲ့မထွက်တော့ဘူးမင်းတော့မင်းအတော်ရက်စက်တဲ့ကောင်ကွာဒီမှာငါတို့ညီကိုနဲ့ကပျောက်နေတဲ့ညီမလေးကိုရှားတာတစ်မျိုးတောကောင်မရတာတစ်မျိုးဟိုရထားတဲ့ဟင်းစားလေးကိုလည်းမင်းခိုးစားတယ်ဟိအောင်ငါတို့တော့ဘိုက်စားနေပြီတော့မင်းတော့မင်းဟာဟိအောင် စောတိမူ ဟမ် လူသားစားမလား အေး ဟာဘာကြီးတော့ no ဘာလဲဘာလို့လဲ လူသားစားလို့မရဘူး ဘာဖြစ်လို့လဲ မြို့မှာလေကျွန်တော်တို့မြို့မှာလူသားစားတဲ့လူတွေယောဂဗျာဘောင်းလုံးဖြစ်တာဟမ်အစုပ်ကြောက်ကက်အသေးနှလုံးကလီစာဥသိမ်ဥမအယိုးနုတငယ်နာအတွင်းတက်လေးပြက်လေးငါ မင်းပြောတာဟုတ်ရဲ့လားကွာ ဟာဟိအောင်စောမူလဲဒီကောင်ပြောတာလည်းဖြစ်နိုင်နေတော့ ဘလို့ဖြစ်နိုင်တာတော့ ဘာလို့ဖြစ်နိုင်မလဲငါတို့မောင်နှမသုံးအောင်ဒီတောထဲမှာနေတာငါတို့တက်တက်လी ဟုတ်တယ်လေ ငါတို့ညီကိုနဲ့ကိုဘဲကြားလာဆွဲလဲ မဆွဲဘူးလေ ငါတို့ညီမလေးရောဘဲချင်းလေးကလာကြိုက်ဘူးလေ မကြိုက်ဘူးလေ အေးမကြိုက်တာသူပြောတဲ့ဟာလေးဖြစ်မှာဆိုလို့နေပါဘူး အာ တို့မှအဲ့ဒါလေးရှိလို့ယွန်လို့ဖြစ်တာ ဟုတ်တယ်အဲ့လိုဖြစ်နိုင်တယ်ဟာဒီကောင်တော်တယ်ဒီကောင်လူတော်ပဲဟုတ်တယ်လူတော် မဲခင်ဗျားတို့ဖြစ်နေတဲ့ပြဿနာကိုကျုပ်ဖြေရှင်းပေးမယ်ဘိုက်စာနေတယ်မလား ဟုတ်လေ အေးအခုအချိန်မှာဘာပြောပြောကျွန်တော်တို့အားလုံးကတတော်ရဲသွားတခီးရဲငတ်နေကြတဲ့လူတွေဖြစ်သွားပြီ ဟုတ်တယ် နောက်ပြီးပြောရမယ်ခုနခင်ဗျားကျွန်တော်ခေါ်လိုက်ကြောက်သိရမလားသိအေးအဲ့ကြောက်တဲ့ကျုပ်ဘာလို့ပြုတ်ကြလဲသိလား ဘာလို့ကြာ အော်ဘာလို့ရမှာလဲကျုပ်တို့ကလမ်းလျှောက်နေလို့လေယုံလေးနဲ့ကောင်တွေ့လို့လန့်ပြီးပြုတ်ကြတာဟာ မင်းယုံတော့လန့်နလား မဟုတ်ဘူးလေယုံကဖူးဖူးလေးကဖလက်ဆိုထွက်လာကျွန်တော်လန့်တာဗောလန့်ပြီးပြုတ်ကြတာအေးဟမ် မပစံပေးမိုးဆိုးတို့တဘာဝတော်တဲ့တောင်ထဲမှာစကားကိုကြဲကြဲမျိုးဟုတ်တယ် အဲ့ဒါ တောကောင်ကြီးကြားသွားမှာဆိုလို့ ဘာဒီပြောအဲ့တော့အဲ့နားမှာကျင်းသေးတယ်ယုံရှိတယ်အ ਨੇ ဆုံးနှစ်ကောင်ရှိတယ်ဒီတဲ့များခြင်းလည်းများမှာအဲ့တော့ခင်ဗျားတို့ဘိုက်စာနေတယ်လက်နဲ့တွေလည်းပါတော့ကြောက်အဲ့နားလေးပြန်သွားပြီးဟင်းစားလေးရှာထားလိုက်ကျုပ်ကခင်ဗျားတို့တဲကိုပြန်ပြီးတော့ချက်ဖို့ပြုတ်ဖို့ပြင်ဆင်ထားလိုက် ဟင်းစားရိုက်ဆိုနေချီးဆိုနေမင်းမွေးလိုက်တော့နော် โอเค ready ဟာ မဟုတ်ဆိုးတော့မှတူတူလေးသွားတယ်နော် ဟုတ်တယ်တော်တယ်ဟာစောတိခဏနေဦးပါ ဘာလဲပါမင်း ဟိုဘာလဲမလုပ်နဲ့လीဟိုကောင်ကဒိုတဲကိုသိလို့လား ဟုတ်ကြီးဒီကောင်ကငါတို့တယောက်တစ်ခါမှမမြောက်ဘူးဆို ဟာဒီကောင်ရုပ်ကလေးတနာကမာနဲ့ကွာ ဟာပါတို့ညီကိုနေကိုဒီကောင်လိန်သွားရမဒုက္ခပါပဲ တူတူပြောပါ ဘာလို့လဲပါ ဒိုးအားတာကိုလူတွေသိသွားအောင်ပဲ အော်ငါလုံးလိုက်အောင်မယ်လူဆိုလို့နင်းနဲ့ငါနဲ့နှစ်ယောက်ရှိရဟာကိုလာပြီးတော့ဟုတ်သားပဲကဲမထုံးဟင်းစားပဲဆက်ရှာ
ထုံရောက်ရောက်ကြီးပဲစိတ်ညစ်ပါရဲ့မင်းသမီးလောက်ပါမယ်ဆိုမှဒီအသက်ဒီတိုင်းအင်းနဲ့မင်းသမီးဖြစ်ပါတော့မလားမသိဘူး နမရွှေစိတ်တို့ညိုးလို့ငိုလိုက်ပါနဲ့နမတော့ငိုလိုက်ပါနဲ့နမတော့နမတော့ရဲ့ဒဏ်ရာဆိုရင်ဖြုတ်မျက်စိတောင်လောက်ရှိတာပါနမတော့ရဲ့မနှပြန်တပတ်ခါလောက်ဆိုရင်ဖြင့်နမတော်ရဲ့ဒဏ်ရာအရှင်းပြောင်းကင်းသွားမှာပါနမတော်ရဲ့နော်မငုံလိုက်ပါနဲ့ဗျာမပြောင်းလို့ရှင်ဘယ်လိုလုပ်မလဲနမတော်ရဲ့ဟောဒီကမောင်တော်တို့မှာငွေအသက်ပြားတွေအများကြီးရှိပါတယ်နမတော်ရဲ့နော်အဲ့ဒီငွေနဲ့လေနိုင်ငံခြားတွေသွားပြီးတော့ plastic စာရီတစ်ထည့်ဝယ်ပေးမယ်ဟောအဲ့ plastic စာကြီးကိုဘာလို့ရမှာလဲသူများကလာကားရဲ့မှာမဟုတ်တာ哦 plastic စာကြီးတွေလုပ်ပေးမယ်ပြောစမ်းပါဟုတ်ပြီသားပဲဟုတ်ပြီသားပဲမောင်တော်ကလည်းအဲ့ဒါကိုပြောနေတာပါနမတော်လို့နော်ဒါမဲ့လေလက်စိတ်စာကြီးလောက်တာနောက်မှာအခုလောလောဆယ်လေးအရန်ဟိုနာနေတာဒီညလေးဒီတန်ရိုင်းနဲ့ဘလို့အေးရမှတော့မသိဘူးရန်နာတာပဲအဲ့တော့နားနေတာဟမ်နမတော်မောင်တော်ထိုးပေးမယ်ကြက်ထုံးလို့ကြက်ထုံးလာပြီကြိုက်လားကြိုက်လားငါတို့တွေတော့တောပေါက်မျိုးပေါက်ဖြစ်ကုန်ပြီမကြီးရဲ့ဒီမှာတောက်စရာမျိုးလို့ညစ်နေရကြမှာအုံတော့လာဖြစ်နေဘာလဲတော့ပေါ့မျိုးပေါ့ဟဲ့ဘာမလဲငါတို့တွေတောမှာထီပေါက်တယ်မျိုးတက်ပြီးတော့ပတ်စံထုတ်တယ်အဲ့ဒါမျိုးပေါက်မျိုးကနေပတ်စံထုတ်ပြီးပြန်လာတယ်ပတ်စံပြောက်တယ်တောထဲမှာလိုက်ရှာတယ်ခြေထောက်တွေပေါက်တယ်အဲ့ဒါတောပေါက်မျိုးပေါက်တော်တော်အံ့ဩဖို့ကောင်းတယ်နော်စိတ်ဝင်စားဘူးဗျာစိတ်ဝင်စားဘူးအခုလောဆယ်သေးပေါက်ချင်တာပဲသိတယ်ဟမ်အဲ့သေးပေါက်ချင်တော့နေပေါက်ပါလားပေါက်ပါငါဘာလို့လာပြောနေလဲအဲ့လိုမပြောနဲ့လေပေါက်လိုက်ရင်ဘယ်လောက်နှမျောဖို့ကောင်းလဲအခုတော့အမူးပြေနေဥစ္စာပေါက်လိုက်ရင်ကုန်သွားမှာဗောဗျာဟုတ်တယ်ငနာရဲ့နင်းဆိုတာနင်းအောင်မလေးတော့ဘာလိုက်တာခေါင်းပေးပါလေခေါင်းခေါင်းရဲ့စိတ်ကြိုက်ဘာလဲရှောက်ပြောနေရတယ်ယောက်ျားလေးတတ်မိန်းကလေးတတ်ချုံးရပါပေါ့ဘယ်နဲ့ဒါဆိုဘာဒီရလဲတလေးလေးကြီးတကြီးလေးသွားတာပဲကုသိုလ်ရပါတယ်ငါတော့ပါဘူးမေအောင်မေမိန်းကလေးတတ်ချုံးမယ်ဟုတ်ပါတော့你要把它来嘛嘞？我什么也没来嘛嘞？谁有白干钱了？我给你嘛嘞？后面，后面，哎，没给你拿，后面搞的拿。对，မချိုးတော့ဘူးချိုးကျေးဇူးပဲကျွန်တော်ဒါယူရမယ်တော့ယူလိုက်ပါခင်ဗျာဟာမောက်လုံးလေအဲ့ဒါသခိုးလေဟေးမင်းပြတယ်ဟဲ့ဘလောင်းရလေဟေးငါမောင်တို့ငါသားတို့အော်နင်တို့မလဲကွယ်ငါတို့တွေအားလုံးပြီးသွားကြပြီနင်တို့တွေမပြီးကြသေးဘူးမအေးကြဘူးလားမလေးဘလို့တက်လိုက်တယ်လေအမအေးလိုက်တာမှကိုယောက်ျားမမိန်းမမန်းတော့မသိတော့ဘူးကြာခွေးတွေဖြစ်နေပြီโอเคအေးလည်းတက်ကြတော့လေလားတက်လို့မရလို့ပေါ့မေရဲ့ဟဲ့အားလုံးတက်လို့မရပါတော့တက်လို့မရပါဘူးမေရောရဲ့တက်လို့မရပါဘူးမေရောတော့လို့ရဝင်လဲတော့တွေကဆိုရင်ဖြင့်ခိုးသားရင်နောက်ကိုဒုတိယချိန်ပါသွားပြန်ပြီလို့ပါသွားပြန်ပြီဟဲ့ခိုးသားဆိုတော့ခိုးကနင်တို့လည်းလိုက်မဖမ်းဘူးလားအဲ့တော့မေရောရဲ့
သားတို့ဟိုလိုလိုက်ဖို့ကြမ်း ဟဲ့မမကလေဘာလို့လဲ အဲ့ရေးစည်းနဲ့ကိုလည်းပါသွားပြန်တယ်လို့မင်းတို့တော်တော်ပြန်နေ ဒုက္ခပါပဲကြည့်ပါဦးလက်မတင်လေးဟဲ့ဖမ်းလိုက်ရမကဲလာတက်ကြတော့ အော်လာဝေးလိုက်တာအောက်မှာဘာမှမပါလို့တက်လို့မရဘူးဗျ သားတော်တို့ရဲ့ဘောဘတော်တွေပေါ်ကောင်ဆိုလို့ပါတယ်ပြောလို့ဟုတ်ပါလေပြော ဟုတ်ပြီအဲ့ဒါဆိုရင်ဘယ်လိုလုပ်ကြမလို့ မင်းတော်သားလည်းကောင်းလို့ကြည့်ပြီးစီစဉ်ပေးတော်မူပါလို့စီစဉ်ပေးတော် ကဲလာတခုစီစဉ်ကြတော့ပေါ့ဟဲ့လာရှာပေးလိုက်လာဘယ်လိုကြည့်ကြသမောင်ရာကြည့်ကြသမောင်ခုလုံးဝေးစားလေးနေဆိုတော့လေဟမ်ဟိုးကဘာဥစ္စာကြောက်ခေကိုပြောင်းသွားသလိုပါပဲလားလို့ပြောင်းသွားသလိုပါပဲလားဟမ်ယောက်ျားလေးတွေဝစ်လဲတော်တွေပြောက်လို့တော်သေးတာပေါ့ဟုတ်ခိုင်းလို့သားလေးဝစ်လဲတော်တွေပြောက်သွားမယ်ဆိုရင်ဘယ်လိုပုံဖြစ်မလဲဆိုတာကြည့်ကြသမောင်ဗျာကြည့်ကြသမောင်ခင်ဗျာဟာရှိတယ်ကွာယူလိုက်လေဘာလို့ရောတော်ပြီရောကိုဝေးဖို့ရတော်ပြီလေအော်မဟုတ်ဘူးလေမင်းကမေဘောင်းပြီးဖင်ခွဲနေလေအဲ့ဒါယူလိုက်မသွားဘူးကွာရကြတယ်အမလေးလေးဒီကောက်လည်းစင်မပြေပါဘူးဟဲ့နောက်တစ်ခါတည်းများတိုက်မယ်ဆိုရင်လေငါနာမည်ကိုပြောင်းမှဖြစ်တော့မယ်သိလားအမေကဘလို့ပြောင်းမှာလဲငါညညလို့ပြောင်းလိုက်မှာပေါ့ဟဲ့ညညဟုတ်တယ်အမလေးမလေးမဖက်ဒီအမေရဲ့ဘူရက်ခါဆိုတော်သေးဟဲ့ကောင်မငါ့ကိုပါစကားပြောရတာလဲဒီမှာငါရုံငါရင်နဲ့လေငါဘူရက်ခါလို့ပြောင်းစရာလားဟဲ့ဗျမ်းပတာလေးပါဟဲ့ဒီမှာတော့ပမာမခမ်းမလုံးနဲ့ပါရိတ်လေးလို့ကားတိတ်တယ်ဆိုရမယ်တော့ဒါမပြောရပါဦးမေရဲ့ကတော့ဒီမှာဒီတော့အားလုံးမသိမှတ်ထားကြငါနာမည်ရလေဒီနေ့ကစပြီးတော့အမေတိန်
နင်တို့ခေါ်ရင်ငါ့ကိုအမေတိန်လို့ခေါ်ကြားလား ဟုတ်ကဲ့ပါအမေတိန်ဘာယုံဟာဘာမယုံဟဲ့ဟဲ့ဟဲ့ငါဘာလို့ဖြစ်နေရတော့ငါဘာလို့ဟာဟဲ့ဟောဘယ်ယောက်ျားတော့ဘာလာပြောနေ ဟိုယောက်ျားလို့ယောက်ျားမိန်းမအရင်လွမ်းနေရလို့ယောက်ျားမသိဘူးလားယောက်ျားနေမိန်းမနဲ့လင်မယားရလေယောက်ျားကြီး ။အော်ဗျာတိုးထဲမှာ9မိနစ်လောက်သတိမေ့တာအိမ်အောင်ကြောက်သွားတယ်။လုံးဘာလာပြောနေရလဲ ဟောယောက်ျားလို့ယောက်ျားနဲ့မိန်းမမလုံးလို့ယောက်ျားမိန်းမယောက်ျားအရင်လမ်းနေတာယောက်ျား ။ဟာဘာလို့လွမ်းရမှာလဲဘာမိမမှလည်းမဟုတ်ဘူးမလွမ်းငါ့ကိုလွတ် ဘာလို့လုံးရမှာလဲလွတ်လိုက်လို့ရှင်ယောက်ျားအကြာကြီးရောက်တာပါအားကြောင့်မလုပ်ဘူးအားကြောင့်အကြာကြီးချီထားတာဒီမဒီတစ်လုံးနားမှာနေလို့ရအောင်လို့သိတာယောက်ျားမိန်းမလမ်းနေတာအလမ်းပြည့်ယောက်ျားနားမရောက်စီ ။ဟာဘာလို့လဲတော့ဟဲ့လုံးကြပါပါဟဲ့တူဟာကေတာပါဦးမျိုး ဟဲ့ကြားတယ်ဟေးကြားတယ်လိုက်ရှာကြအောင်ကောင်းပါလေ ဟိုနေပါဦးအမေရဲ့ဟိုကကြက်ကြက်ခံရလို့အော်ဆိုဘယ်လိုလုပ်မလဲအမလီကျမတို့ကကြက်ကြက်ခံရပါဦးမေအမေရဲ့ အမေကြီးရလဲဟဲ့ကြားချင်းတော့ဘယ်သူမှမကြိုက်ပါဘူးထမင်းတော့မစားပါဘူးအေး အမေရဲ့ကြားပါဆိုမှအထီးမှရွေကြိုက်ပါမလားလို့ကိစ္စမဲဟာကိုသူကြိုက်ချင်တယ်ကြိုက်မှာပေါ့လူရေးကြိုက်အောင်လဲအမေတို့အချောက်မကြီးမှမဟုတ်တာ အမလေးကောင်မညငါ့ကိုဝုန်းတယ်ဟလားဒီမှာလက်ထက်မှာကင်တာဘာလဲတွေ့ရနော်ညို့အေးစင်းနေငါတကယ်ရှာလို့တွေ့လို့တော့ညို့ညို့အကုန်လုံးဘလူးမပေးမစားဘူးဒါပဲလက်ခဲ့ဟေးကောင်လေးကိုလွတ်လိုက်စမ်း ဟမ်နင်တို့ကဘာတူတွေလဲဒါကငါယောက်ျားဟဲ့နင်တို့ရှေ့မတော်နဲ့နော် အမေညီရဘာကောင်မှမလို့ငါ့ကိုလာတားနေရလဲဟမ်ဒီမှာတိုးတယ်တော့ဘာဖြစ်လဲ ဟဲ့မလာနဲ့တော့ပြောနေမလားမလာနဲ့ လာတယ် ဟာနင်တို့ငါယောက်ျားမမတိုင်းနဲ့နော် ဟောတက်တယ်မှတ်ပလား ဟုတ်ခင်ဗျားတို့ကဘာတူလဲ တို့ကလေဒီတောတီတောင်ကြီးထဲမှာလူတိုင်းကကြောက်နေရတယ်ဓမြပူကြီးအမေတိန်နဲ့ ဗျာခင်ဗျားတို့ကဓမြလည်းလှုပ်စားစီရဘာလို့အဲ့လိုကြီးနှွဲ့နေကြတော့လို့ ဟဲနေရလဲဟဲပြောမပြောချင်ပါဘူးလေတိုက်မယ်ကြံလိုက်ရဲရလိုက်တိုက်မယ်ကြံလိုက်ရဲရလိုက်နဲ့တို့အားလုံးလည်းမတိုက်တာကြတော့ခြောက်သွားတာပေါ့လို့ အဲ့ဆိုလေရတယ်ကျွန်တော်မကယ်နဲ့တော့လေခင်ဗျားတို့တနေရာသွားပြီးတိုက်လိုက်ပါလားလို့အုပ်စုလိုက် မရတော့ဘူးဒီတော့တီတောင်ကြီးထဲမှာတိုက်เสียဆိုလို့နင်တယောက်ပဲရှိတာအဲ့တော့တို့အားလုံးကနင့်ကိုဝိုင်းတိုက်မှာ ဟုတ်တယ် ဟာမလုပ်ပါနဲ့ဗျာကျွန်တော်အရန်ပင်မနေလို့ပါတော့ပါဗျာကျွန်တော်တယောက်တည်းထားခဲ့သမှာ ဟေးဒီမှာတို့ညင်းပဲ့ရလားကလန်ကဆန်တော့လုံးမဲ့မကြံနဲ့နော်ဒီမှာတွေ့လားလို့ တွေ့ရ ဟွန်းချစ်တော့ချစ်တယ်အလိုမလိုက် โอเค သမီးတို့ရေအမေတိန်ဟာပြီးလို့လေကြီးရယ်ကြားဘူးလေ ဆောင်းနေကြတယ် ကြားဘူးလေကြီးဟာဟဲ့ ဒီကိုနေနေတာဒီကို ဟောဒီကောင်ကခိုင်းနေခွာတတ်မှာဆိုလို့မောင်ကြီးချင်းအောင်ခေါ်ခွာခြင်းပဲလို့ခေါ်ခွာခြင်းပဲရ ခုနကခက်တာလေဒီနေ့လည်းခက်ကြီးလို့ဆိုလဲစမ်းမှာပါ ဟောမခိုင်းဟောဒီမြိုင်မဟာတို့ကြီးမှာမမခိုင်းအောင်ဖြူဆိုင်ဘူးမောင်ကြီးချင်းကြောက်ပဲရှိရမလားလို့ရှိရမလားဟမ်နိုင်မဟာတို့ဒီချိန်မှာမြိုင်ထော်လေးတစ်ပုတ်တော့ကလိုက်မှနဲ့တူတယ်မမခိုင်းရဲ့ အမလေးငါသားရဲ့နေစားမအားလုံးကလေအနေဆေးရဲ့အစားဆေးနဲ့ဒုက္ခတွေရောက်နေရတဲ့ကြားထဲမှာမင်းကတမျိုးဟိုခွေးတခိုးလိုက်ရတာတမျိုးအားလုံးကအမျိုးမျိုးကြီးပဲစိတ်ကုန်ဖို့ကောင်းတယ် အရေးလေဝေးစားဒေါသဖြစ်ပေါ်လဲခြံထားအောင်နော်ဒီမှာလဲလူရောက်မပေါက်တော့ဘူးလိုက်လာမိတာတော်တော်စိတ်ကုန်နေပြီဖား ဝေစားရဲ့နေကလည်းညီးလိုက်တာအေးဟိုတယောက်ဆိုကြည့်စမ်းငါစကားတစ်ခုမှမပြောချဘူးညီးလည်းမညီဘူး
ဟဲ့တလန်းလုံးသူကြီးပဲပြောလာတာ तू ပြောတတ်တယ်လို့ပြောတာနင်မကြောက်လားဟဲ့ သိပါတယ်ငါလည်းတမင်ရွယ်ပြောနေတာ အာတို့ကသွားနေကြတာဟဲ့ငါပြောသေးတယ်လို့ဖြောင်းဖြောင်းလေးစားပြရစေနားလည်းကိုညင်းနေတာပဲဖိနေတယ်ဗျာ အဖေကတော့မေခဏလေးဟုတ်လားဟုတ်ရတယ် စားပါခင်ဗျာ လူတွေတတ်တယ်နဲ့တတ်တယ် ตีของผมไปเถอะอย่าเลยတို့စကန်လေအကမဒီမှာလာထိုင်တော့ပိုက်သားတော့ဒါနဲ့ထိုးလိုက်မယ် ခင်ဗျားတို့ကကျွန်တော်ဒီခေါ်လာပြီးဘာလုပ်မလဲ ဟိုနေ့ကလေဟဲ့ဒါလေးတော့သဘောပေါက်ဘူးလားလို့ဒီဒီကိုခေါ်လာဆိုမှတော့သဘောပေါက်တော့နေဟဲ့ကောင်မလေးရှင်အကောင်မငါပြစီရှိမှမမြင်ဘူးဝင်းဝင်းခေါ်သွားစမ်းဒီတော့ငါအတမပေးနဲ့ကြောက်မလာနဲ့တော့ကြားလား ဟုတ်ကဲ့ပါမေတေး ဟဲ့ကြောက်နေကြဦးငါ့မို့ရခင်ပေး ဟုတ်ကဲ့ဟုတ်ကဲ့ ကဲလာရှေ့ကသွားလို့ ငါအယူနဲ့နေတာမှအဆင်ပြေဘူးကွာနေကင်းကြီးလေအဲ့တော့မနေဘူး စိတ်ကိုရင်ထားပါဦးကြီးတော့ရေစိတ်ကိုရင်ထားပါဦးကြီးတော့လို့နော်ကျုပ်တို့အားလုံးရန်သူတွေရဲ့လက်ကနေပြည့်လို့လွတ်ခဲ့ပါပြီလို့ဦးကြီးတော့ခေါင်းအေးထားတော်မူပါလို့နော် ကောင်းကြီးအေးနေလို့ပူချင်တာရေမမူးမူအောင်တိုင်ပတ်နေပါဆိုမင်းကတစ်မျိုး ဟောငါမောင်ရဲ့နေရလဲတစ်မျိုးဟဲ့နေစမ်းမှာအခုငါတို့ကအဲ့ခွေးတခိုးတွေ့နေရပြီဒါပေမဲ့သူ့လက်ထဲမှာငါတို့ရဲ့ပတ်စံတုပ်ကြီးကိုမရှိဘူးအဲ့တော့သူ့ကိုကဲထုတ်ပြီးတော့ပတ်စံတုပ်ကြီးဘယ်နောက်မှာဖွက်ထားတာလဲဆိုငါတို့မိမဖြစ်မှာလေအဲ့တော့ဘယ်လိုလုပ်ကြမလဲငါမောင်ရဲ့စဉ်းစားစမ်းပါဦး ဟိုကဲမယ်ဆိုရင်လည်းတော့ခဲ့ကြမယ်လေဘာလို့နေကြတာလဲနေသားမအောင်စင်ရော်ကြီးပြောလို့ပြန်ပြီနေခုနေသွားခဲ့ရင်လေတပုံနေအကုန်လုံးကနေကိုဝိုင်းပြီးလှုပ်လိုက်မှာပေါ့ ဟောအဲ့ဆိုရင်ခုဘယ်လိုလုပ်ကြမှာတော့ ဘယ်လိုလုပ်ရမှာလဲအဲ့ဒီသဘုံနေလက်ထက်ကတခို့သွားပြီးတော့ကဲဖို့ဆိုတာညအချင်းကြောင့်မှောင်တဲ့ခါကျမှတိတ်တက်စစ်ကြီးသွားပြီးကဲရမှာလေအမလေးအခုလိုလေးလေးချင်းချင်းသွားကဲလို့သူပြောတော့လှုပ်ခါမှာပေါ့ ဟုတ်အဲ့ဒါဟုတ်တယ် ကဲအဲ့တော့အားလုံးညအမောင်ဒီနေရာပဲစောင့်ပြီးတော့သွားပြီးတော့ကဲကြမယ်ဘာတူလား တွေ့တယ် ဟုတ်ပါပြီဗျာဟုတ်ပါပြီညအမောင်းစောင့်နေပဲထားရပါတော့ကျုပ်တို့ကဘလို့တွေကဲကြမှာတော့ဘလို့တွေကဲကြမှာတော့အကိုတွေဗျာအဘလုံးစမ်းပါဦးဟမ် ဒီ
တောပန်လေးတနားကိုကောင်းလိုက်တာ မင်းတို့သွားဟိုဘက်ကိုဟကပါဒီကလာတယ်ဟကပါဒီကပဲပြည့်တယ်ပြည့်လာကပါဘာလုံးချလိုက်တယ်ယောက်ျားချလိုက်တယ်ယောက်ျားကောင်းတယ်ဗျာကောင်းတယ်ဗျာကျေးဇူးတော်နန္ဒပါခင်ဗျာဘာကျေးဇူးနန္ဒလဲတနာယူဩမခင်မိကွာတော့မခင်စိတ်မရှိပါနဲ့နော်ကဲလာပါလို့ပုံရအောင်နော်လာပါဗျာလာပါဘာလို့တိတ်တက်ခဲ့တော့ဒီတို့ကလူသွားရဲလို့တွေ့တယ်အပြစ်ကိုတိုက်ပြလိုက်မှာလေဘာလို့အမလေးတော့လင်းကြီးကိုပြုတ်ချလိုက်လို့ဆိုဘလို့ပြန်တက်မှာလေဘလို့တက်တော့ငါတို့ကဘလို့လုပ်ပါလို့မသိဘူးလေမနေ့ကမှတက်လမ်းရှာမှာကူတင်ရတော့အိတ်လိုက်တော့ဒီလိုလေသူတော့တက်တော့ပြန်တွေ့ပါအောင်မကျွန်တော်တို့အဲ့လိုလုပ်ကြတယ်ဘာလဲပေါင်မဲနေရပဲကြောက်တယ်ပါမလေးကြောက်ပါလို့ခင်ဗျာဘလို့လုပ်ရမလဲကိုလူချင်းအထုပ်လည်းပြန်ရပြီဆိုတော့အိမ်ပြန်ကြမယ်လीဟိုပြန်မဲ့လမ်းကိုရှာကြမယ်ဒီပေါ်အရင်ဆုံးပြန်အောင်လုပ်ရမယ်ကဲဗျာအဲ့ဒါဆိုလဲတွားကြမယ်ဗျာလို့တွားကြမယ်ယောက်ျားဘယ်သားမို့လဲယောက်ျားအမလေးမနေပြီဗျာမနေပြီငါနေလည်းမဟုတ်ပါဘူးငါနေလေကဒီမှာလို့နော်အဲ့ဒါရုပ်ခင်ဗျာပဲတောင်းယူလိုက်ပါလို့တောင်းယူလိုက်ပါကျေးဇူးပါတော့မမရတော့လေရေချိုးပြန်ရတာဟုတ်လားမလားတော့လား
木嘞，ဟာမဟုတ်ဘူး 多你妈嘞， ညီမလေး 哎，难道俺你妈嘞考他了喂？ ကိုကြီးညီမလေးကိုကဲပါအောင်ဒီရုပ်စိုးကြီးကလေညီမလေးကိုနှက်ခါတာ ဟာဒီပါလေးကိုညှိကြတော့လား 没有我明天来变没，明天来变没。 ဒီပေါင်းရှင်ဟိုကျမရှင်းပြပါမယ်ကျမတို့ကလေဒုက္ခတွေတွေပါတကယ်ပြောတာပါကျမတို့ကိုကဲပါရှင်ကျမလေးအပေါ်ရောက်တော့မှအားလုံးကိုရှင်းပြပါမယ်နော် 看得出来，你弄的掉亲戚带开。 ဟုတ်ကဲ့ပါမဟုတ်လေကျွန်တော်တို့ပြလို့မရဆွဲတင်လို့ 哎，扫墓嘞，你多穿， တော့ပါဗျာ 妈嘞我也穿。 ကိုကြီးဆွဲကိုကြီးဆွဲဟဲ့ ဒီကံကိုခင်ရတော့အဲ့ဒါကပဲမကူရကျမတို့လေတကယ်ကိုဒုက္ခရောက်ခဲ့ကြတာပါခုလိုမျိုးလေကဲတင်ပြရအောင်လေပြည်သူများပြင်ပါတယ်နော်ဟုတ်ပါတယ်မောင်ရဲ့ဒီလိုအားလုံးပါလေမောင်ရဲ့ကိုလေဒုက္ခပေးဖို့ရဖြစ်တယ်ဆိုလို့ရှိရင်တကယ်အင်းညို့တောင်းပါပါလေကို ရပါလေ မောင်ရဲ့တို့ကျွေးရဲ့သမင်းကိုလေစားခဲ့ရတာဆိုတော့တလုံးစားဘူးသူကြီးစုအနေနဲ့လေတော်လေးတို့ရဲ့မိသားလက်ဆောင်လေးတွေတက်ပေးပါနော်နော် ဘာလဲ စိတ်ဒါပါကွယ်ဒါပါကွယ် ဟာမယူပြရစင်နေဟာမင်းမလုပ်ပါနဲ့ခင်ဗျားတို့လိုပြောကြရေးဆိုကျွန်တော်တို့လည်းပြောချင်တာပေါ့ခင်ဗျားတို့တွေအားလုံးကကျုပ်တို့ညီမလေးရဲ့ကျေးဇူးရှင်ပဲလေဗျာဓမြတွေလက်ထဲကနေကျုပ်ညီမလေးကိုခင်ဗျားတို့ကမကဲခဲ့ခုချိန်လောက်ဆိုကျုပ်ညီမလေးဘဝတော့မတွေးဝင်စရာပါပဲဗျာ ဒီနေ့လေဝင်ရမှာပကွယ်ဒါလည်းကိုလက်လိုက်ပါ စိတ်တမ်းနဲ့လက်ခံလိုက်ပါဗျာကျေးဇူးတင်ပါ ကျူပါကျမတို့ရဲကိုကျေးဇူးတင်လို့ပါ ကြည့်လိုက်ပါအော်ဒါနဲ့မို့ဆိုကြီးဟိုကျွန်တော်တို့သွားမဲ့ကာလမှာဘယ်လောက်ဝေးသေးလဲဗျ အဲ့ဒီကားလမ်းမကြီးကတော့ဟိုကင်းတခေါ်ပေါ့နော်9တိုင်လောက်တော့လူသေးတယ်ဗျဟိုဒီရှင်းနားမှာတော့တခါတည်းကားတွေဖြတ်သွားတဲ့လမ်းမတော့ရှိပါလေအဲ့ဒီလမ်းမကိုတော့ကျွန်တော်ခင်ဗျားတို့ပို့ခဲ့မလဲခင်ဗျားတို့တွေကိုဖြတ်သွားတဲ့ကားနဲ့ကြုံပါစေလို့ပဲကျွန်တော်ဆူတောင်းပါတယ် ဟိုရောက်ပါကျေးဇူးပါရှင်လာ ကျေးဇူးတင်ပါတယ်ခင်ဗျာ Garang sini jauh pun masih. ကံကောင်းလို့ကံကောင်းလာပါကားလေးဒီကလာပါ Ha, Oma, kau sini. တားရမယ်တားရမယ်နော် Macam ni dah apa? Dulu enam ni lah. ဒီဆိုတာလေဒီဆိုတာလေဟုတ်လားအဲ့ဒါလည်းဒါလေးတော့မတားနိုင် ပေးပါလား အဲ့ဒါလည်းစိတ်ချပါတယ်ရှင်လည်းခေါ်သွားပါလားဟဲ့လူလူကြောက်လို့ ဝေသားပေးမယ်တိထားလိုက်ရှားစီရ ဘလူတာတာရောက်ပေါ်ရေးကြည့်တယ်အမလေးအခုပါလေငါညမလေးနေအစောလုံးကြည့်မယ် တောင်းရပါဦးစားပါမယ်စားပါမယ် လာပြီဒီချာဟဲ့ချာနော် ဘာလို့လဲ ဟုတ်လားလေတော့လေဒီကားထားတာကားတိုက်ကြသေးတော့မှာပဲ ဘာလို့လဲအမေ တာတာပါဆိုမ အမော ပါတော့ပါတာပါအောင်ပါဘာလဲတော့ ဒုက္ခပါပဲနင်တို့လည်း ငါဝတ်ထိမယ်ငါဝတ်ထိမယ်နော် ဒီတော့တက်တက်တက်ဆုံးတယ်ဆုံးတယ်လုံညောသေးချာတိတ်တာဘောင်းမီကွဲတာတော့ကြီးဆိုးတယ်ဗျ ဒီမှာငါဘလို့လိုက်နေမမြင်ဘူးလားနင်မျက်နှာဟိုဘက်လဲနေလိုက် ဒီဘက်ပဲနဲ့ထားတာဘလို့လွှဲမလဲသိလိုက်လေ ငါသိလိုက်လို့ရှိရင်လက်လွတ်လိုက်လို့ရှိရင်ငါပြုတ်ချသွားမှာပေါ့အကောင်ရဲ့ ကျွန်တော်လည်းလဲလို့မရတာ ဘလို့လောက်တော့ဟာနင်ကတော့ ဘယ်လိုလဲဘယ်လိုလဲခဲ့တာပါဗျာ ရက်စားဒုက္ခပါပဲဟဲ့ကောင်ရတော့ပြနေတယ်လေကောင်ရက်စား ဒုက္ခပါပဲဒုက္ခပါပဲအော်ဒုက္ခပဲဒီကားကတမျိုးဝဘောကတမျိုးဟဲ့ ဟ
ပြောင်းသွားပြီ ဟုတ်ကဲ့ဟုတ်ကဲ့မလေးဒေါ်လေးမဆိုင်ဘူးဟုတ်ကဲ့ဟုတ်တေချာတော့ဗျာအဲ့ဒါမူရင်းသခိုးဟုတ်ပါရဲ့ကိုကြီးအဲ့မူရင်းသခိုးဖြစ်တောင်းဆွဲနေကိုရင်တုတ်တန်ထုတ်ဒါခုတ်တမယ်ဒါ မလုပ်ပါနဲ့ငါကြီးရဲ့တန်တရားတွေရှင်းပါတယ်ကိုပတ်စံလိုက်ပြန်ရနေပြီရွာပြန်ပြီးကိုကြိုက်တာကိုလို့ပြီးပြီပေါ့ ဒီတိုင်းတော့မကျေနပ်နိုင်ဘူးတော့မကျေနပ်နိုင်ဘူးဒီသခိုးဖြစ်ရဲလက်ကိုအမယ် ဟုတ်တယ်ဟုတ်တယ် ရဲလက်ကိုအဆမ်လို့ချစ်ညိုကြီးအမလေးဒီမှာသူ့လက်ကိုသာအလိုက်ဟုတ်ကဲ့ အဲ့ဒါဆိုညနေကြည့်ပြီးထိန်းထားလိုက်တော့ငါတို့သွားပြီဟဲ့ သူမှမရှိတော့ဘူးသူနဲ့ငါနှစ်ယောက်တည်းသူလည်းအိမ်မှာချစ်မကောင်းလိုက်တာ ဟုတ်ပါပြီအဲ့ရောက်ပုတ်ပေးလိုက်မယ်နော်ကနန်းချစ်ဆန်းနှစ်ပွဲဟုတ်ပြီဟဲ့ဟိုဘက်ဝိုင်းကလက်ဖက်ရည်တစ်ခွက်နဲ့အေးတစ်ခွက်နဲ့ပေါင်းမယ်ဟလားဟုတ်ပြီအေးတစ်ခွက်လက်ဖက်ရည်တစ်ခွက်ဟုတ်ပြီအော်တော့ရှင်းလိုက်တက်ပတ်တက်သူ့လို့ဒါပဲနော်ပြန်ဆက်လိုက်မယ် Oh my ဟုတ် god ပြီဟုတ်ပြီဟုတ်ပြီ Oh my god အဒီ long time no see long time no see တွေ့ရတာတော့ကြာပြီ long time no see အဒီ မတွေ့ရတော့ကြာပြီ ဟုတ်တယ် အော် yeah အချောင်းလမ်းနေပါလား oh I feel same to you plan ဖြစ်နေတယ် တူပဲလေ wow amazing oh amazing oh ဆိုင်အရန်လှနေပါလား oh လာပါပေါ့ကွယ်ငါမောင်ရဲ့ idea လေ oh ငါမောင်ဆိုသူရောအရင်လိုတောက်သေးလား အမလေးအရန်ကိုလိမ်မာသွားပြီ ဒါကိုလိုချင်တာ အရှင်လိုဘောမတောက်တော့ဘူး အဲ့တော့ကျွန်တော်အရင်ဖြစ်စေချင်တာဗျာ ခေါ်ပြမယ်နော် ဟုတ်ကဲ့ပါဝမ်း ငါ သာ မောင်ရင်ဒီမှာအာရောက်နေတယ်ဟေး ဘယ်ကောင်လဲမဟုတ်လား အဲ့ဒါကြားဘူးလို့ ဟုတ်ပေးရတယ်ဘယ်ကောင်အားရောက်တာလဲဘယ်ပြောလဲ ငါမောင် လူရဲ့ ငါမောင်ရင် ပြောတော့အရင်လိုမတောက်တော့ဘူးဆိုအရင်တိုင်းပဲနော် အော် ဟဲ့ ငါမဟုတ်ပါဘူး အာရောက်နေလို့ဟာမင်းတော့တော့ဆိုပြီးတော့ကြွားထားလား ဖရလေ အေးလေ အရင်ကမကောင်းတဲ့ရေတွေမတော့တော့ဘူးအခုကတတိပြသွားပြီ ဟုတ်ကဲ့သေးပါ နိုင်ငံကားပြေး နိုင်ငံခြားလမ်းနေတာ လမ်းနေတာလား လမ်းမနေမအောင်လမ်းမနေမအောင်ဒါလေးလားလားလေး ဒါလေးလား ဒါလေးလား စားချင်တာစားတောက်ချင်တာတော့ကြားတော့ပဲရှင်း ဟုတ်ကျေးဇူးပါခင်ဗျာ ကြောက်တော့ရှင်းဖို့လေအဲ့တယ်လေအဲ့ခါရမယ်လေငါမောင်လေနေပါ ရပါတယ်ဟုတ်ဒါနဲ့မိသားစုတွေမစုံပါလား အော်စုံနေအကုန်လုံးရှိကြတယ်အားအကုန်လုံးရှိတယ် ခေါင်းခေါင်းလေးရောအရင်တိုင်းပဲလားပြန်ကြားသွားပြီလား ခေါကောင်လေးကအရင်တိုင်းပဲလားပြန်ကြားလားဆိုတာသိကျင်လေဟောမကြည့်လိုက်စမ်း Wow amazing 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 surprise oh so surprise okay wait Wait up ခေါင်းဘဝမှာလေဒီတိုင်းပဲနေသွားတော့မှလားလို့ယောက်ျားပြပြတတော်လေးကြောက်ကြောက်ရရလေးနေပါလားယင် လေမကြားနိုင်ပါဘူးငါလေ6တောင်မှပတ်တာအဲ့နေအောင်ကို6တာနင်ဘလောက်ရေဖြန်းဖြန်းကဘယ်တော့မှပြန်ဆုံမှာမဟုတ်ဘူး ခေါင်းရဲ့ပြန်ကြားလိုက်ပါနော်ခေါင်းနော်ကြားလိုက် ဖြစ်စမ်းပါတက်ကြီးကငါ့ကိုလာကင်တယ်ဖြစ်စမ်းပါ ခေါင်းရဲ့ ဝိစားရဲ့ဘယ်တော့မှပြန်မစုံမဲ့လူမစင်စားပါနဲ့ကိုလိုအမြဲတမ်းနှုတ်ပြစိမ့်ဆိုနေလူစဉ်းစားသားမှာနော် ရှင်ရတမျိုးနေစမောင်ဘယ်ကနေဘလို့ဒီကိုရောက်လာလဲဟမ် အော်အလေးလာပါခင်ဗျကောင်းကောင်းရှိလေလာရင်းနဲ့အလေးလာ တကယ်ပြောရလား တကယ်ပြောကိုဟာ တွေ့ရကြပြီနော် အရှင်တိုင်းပဲလှနေတော့အော်လို့ပြင်းလိုက်ပါတော့ဟိုဒါနဲ့ချစ်ညိုနဲ့မမခိုင်ချစ်ညိုနဲ့မမခိုင် ဟုတ်လေသူတို့เนี่ยကတော့ပြောမနေပါနဲ့တော့အစင်ကိုပြေး ဝမ်းသာတယ်အစင်ပြေတာဝမ်းသာတယ်လို့သိတာ ဟောမလာပြီ 高贵也别傻的吃，妈妈看我面的吃，break 的鸡也吃，妈妈来的吃，哥哥吃的阿公拢没吃。
ရဲ့ချီအောင်ကိုချစ်ညာချမ်းကြည့်လဲလားမကလည်းလားဒီလိုညာနဲ့ကိုချစ်တော့ကချစ်ပြိတ္တကြည့်လဲချစ်ကိုချစ်လဲချစ်မခိုင်လဲချစ်ရင်နဲ့အားလုံးချစ်ဒီလိုချစ်ကြကိုချစ်ကကြိုးမကတာဗျာကိုချစ်စားတတ်ချစ်ကိုချစ်နော်ကိုချစ်မခိုင်ကိုမြဲပဲချစ်ကိုချစ်နော်ကိုချစ်ရိတ်တဲ့ကြီးရဲ့ချစ်မလေးပဲချစ်ကိုချစ်နဲ့အကုန်လုံးလဲချစ်ညာရဲ့ရောင်စုံမိညာအောင်ကိုချစ်မခိုင်ရဲ့ချစ်ရိတ်အောင်ကိုချစ်ညာချမ်းဒီလေလားမကလည်းလားဒီလိုညာနဲ့ကိုချစ်တော့ကချစ်ပြိတ္တကြီးလဲချစ်ကိုချစ်လဲချစ်မခိုင်လဲချစ်ရင်တဲ့အားလုံးချစ်ဒီလိုချစ်ကြကိုချစ်ကကြိုးစားကြပါဗျာကိုချစ်